ဒါကတော့မော်တိုင်းပြည်ကြီးပါလူတိုင်းမော်ပညာကိုတက်မြောက်ကြပြီးမော်ပညာနဲ့ပဲအရာရာကိုလှုပ်ဆောင်ကြတဲ့နေရာကြီးဆိုပေမဲ့တိုင်းပြည်ကြီးနဲ့ဝေးကွာလွန်းတဲ့တနေရာမှာတော့မော်ပညာနဲ့မအပ်ဆက်တဲ့လူတယောက်ရှိလို့နေခဲ့ပါတယ်အသက်85နှစ်ရှိနေပြီဖြစ်တဲ့မစ္စတာဘန်ဒက်ကတော့တားဖြစ်သူနဲ့အတူတိုင်းပြည်ကြီးနဲ့ဝေးကွာတဲ့နေရာတစ်ခုမှာဘဝကိုအေးချမ်းစွာနေထိုင်လို့နေပါတယ်ဒါပေမဲ့လည်းတကားကိုတော့ဆွဲဖွင့်ရမလားတွန်းဖွင့်ရမလားမသိပဲဖြတ်ပြီးဝင်လာတဲ့ match ဆိုတဲ့တားဖြစ်သူကြောင့်စိတ်ကင်စားရရပေါင်းလဲမနေတော့ပါဘူးဖခင်ဖြစ်သူကတကားကိုဖြတ်ပြီးဝင်လာတဲ့အတွက်ဆူလိုက်တဲ့အခါမှာတော့ match လဲမျက်နှာငယ်လေးနဲ့တောင်းပန်ပါတယ်ပြန်တက်ပြီးမယ်နော်လို့ပြောလိုက်ပြီးတကားကိုကန့်လန့်ကြီးတက်နေတာကြောင့်မစ္စတာဘန်ဒက်တယောက်ပြောစရာတွေပါပျောက်သွားပြီးရန်လိုက်တော့လို့អော်လိုက်ပြီးမယ်တကားကတော့အေးချမ်းမိဖြစ်လို့သွားခဲ့ပါပြီမစ္စတာဘန်ဒက်လည်းဒီနေ့လုပ်ရမယ့်လေ့ကျင့်ခန်းတွေပြီးပြီလားလို့မေးလိုက်တဲ့အခါmatch ကလည်းပြီးပါပြီလို့ပြန်ဖြေလိုက်ပြီးသူ့ကိုဘာလို့လေ့ကျင့်ခန်းနေပဲအများကြီးလုပ်ခိုင်းနေတာလဲလို့ပြန်မေးလိုက်တဲ့အတွက်မစ္စတာဘန်ဒက်ကနှုတ်ဆက်နေလိုက်ပြီးစိတ်ထဲမှာတော့မင်းကတခြားသူတွေလိုမျိုးမော်ပညာကိုမသုံးနိုင်ဘူးလေလို့ပြောလိုက်ပြီးအပြင်ခဏသွားကြရှိတဲ့အတွက်နောက်မှပြောမယ်ဆိုပြီးထထွက်လာလိုက်ပါတယ်ဒါဖြစ်သူကိုလည်းသူမရှိတော့အိမ်မှာပဲစောင့်နေဘူးနဲ့မြို့ထဲကိုလုံးဝမသွားရဘူးနော်ဆိုပြီးထက်ခါမှပြီးထွက်သွားလိုက်ပေမဲ့လည်းအရန်လိမ့်မာတဲ့တားဖြစ်သူကအဖေလည်းအိမ်ကထွက်ရောသူလည်းမြို့ထဲကိုတခါတည်းလစ်တော့တာပါပဲမြို့ထဲရောက်တာနဲ့သူစားကျင်တဲ့မုန့်ဆိုင်ရှိတဲ့နေရာကိုပဲတန်းလာလိုက်ပြီးမုန့်9ခုကိုဝယ်လိုက်ပါတယ်ပတ်စံရှင်းမဲ့အချိန်မှာတော့တလန်းလုံးခက်တွက်ပြေးလာရတဲ့အတွက်လက်ထဲကအကျွေးစီကတွန့်လို့တောင်နေပါပြီဒါပေမဲ့လည်းအကျွေးစီကိုပြန်ကောင်းအောင်လုပ်ပေးလိုက်ပြီးဆန်ရှင်ကိုပေးလိုက်တဲ့အချိန်မှာပဲအုတ်ထုပ်ကကျွတ်သွားတဲ့အတွက်သူ့မျက်နှာကိုကြည့်ပြီးလူတိုင်းကအံ့ဩသွားကြပါတော့တယ်ဘာမှမသိတဲ့ match ကတော့ပုံမှန်ပဲထင်ပြီးပြန်ထွက်လာလိုက်ပါတယ်တစ်ဖက်မှာတော့ရဲလုံနေရတာကိုမုန်းနေတဲ့ရဲမှုကြီးကသူ့ကိုအလုပ်ရှုပ်အောင်လုပ်ရလားဆိုပြီးတခိုးပြစ်သူကိုအမှန်ကန်ကင်တော့မဲ့အချိန်မှာပဲဖုန်းကောဝင်လာကမြို့ထဲမှာမော်ပညာမသုံးနိုင်တဲ့သူတယောက်ရောက်နေတယ်ဆိုပြီးသတင်းပေးလာခဲ့ပါတယ်။ match ကတော့မုံလေးစားပြီးတာရပဲအိမ်ပြန်လာခဲ့ပေမဲ့တနေရာရောက်မှာတော့ဒါဝင်ချင်းကြီးမူးနေတဲ့ကိုလာရွှေနဲ့ဝင်တိုင်းမိသွားပြီးကိုလာရွှေရဲ့အင်ဂျီမှာလည်းမုံနေပေးသွားတဲ့အတွက် match ကတောင်းပန်လိုက်ပေမဲ့ကိုလာရွှေကမူပြီးရမ်းနေတာကြောင့်အရန်တော်တဲ့ match လည်းအင်ဂျီကိုဆဲဖျဲလိုက်ပြီးရှော့ပြီးရင်ပြန်ပေးမယ်နော်လို့ပြောလိုက်တဲ့အတွက်ကိုလာရွှေလည်းရှက်နဲ့ဟိုအော်တီအော်လုပ်နေတဲ့အချိန်မှာပဲရဲမှုကြီးကရောက်လာခဲ့ပါတယ်သူကတော့ Brad ပဲဖြစ်ပြီးတော့ match ကိုကြည့်လိုက်တဲ့အခါမှာအစောကသတင်းရထားတဲ့သူကသူများလားလို့တွေးလိုက်ပြီးမေးကြည့်ဖို့အလုပ်မှာပဲ Mr. Bennett ကရောက်လာပြီး match ကိုထမ်းပြီးတော့ခေါ်ပြေးသွားပါတော့တယ်ရက်ကလည်းချက်ချင်းပဲသူ့ရဲ့မော်ပညာနဲ့ငှက်တကောင်ကိုဖန်တီးလိုက်ပြီး match တို့နောက်ကိုလိုက်သွားခိုင်းလိုက်ပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ Mr. Bennett လည်းတားဖြစ်သူကိုစူလိုက်ပေမဲ့ match ကစိတ်ဓာတ်တွေပါကျနေတာကြောင့်ဒဏ်ပေးတဲ့အနေနဲ့လေ့ကျင့်ခန်းပဲသွားလို့ခိုင်းလိုက်ပါတယ်နောက်တစ်ခါထပ်ပြီးတကားကိုဖျက်ပြစ်မှဆိုတဲ့အတွက်ကိုယ်တိုင်ပဲတကားလိုက်ဖွင့်ပေးလိုက်ရပါတယ်။ match ထွက်သွားပြီးတဲ့နောက်မှာတော့တယောက်တည်းတားဖြစ်သူကအရန်တော်တဲ့အကြောင်းတွေကိုထိုင်ပြီးစဉ်းစားနေတော့မှပဲပတင်းပေါက်ကနေ Brad ရဲ့မောင်ငက်ကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲ Brad နဲ့အတူကိုလာရွှေနှစ်ယောက်ကရောက်လာပြီးအစောကကောင်လေးကဘာလို့လဲဆိုပြီးမေးလိုက်ပါတော့တယ်။တစ်ဖက်မှာတော့ match ကဝေတုံးကြီးကိုပုံစံဆောက်ဆန်းကြီးတွေနဲ့မနေတာကြောင့်ဘေးကကြည့်နေတဲ့ရှင်လဲအန်အောလို့ကိုမစိုးနိုင်ဖြစ်နေပါတယ်။လေ့ကျင့်ပြီးတဲ့နောက်မှာတော့အိမ်ပြန်လာလိုက်ပြီးတကားဖွင့်ဖို့အလုပ်မှာပဲအထဲကနေစကားတန်တွေကြားနေရတဲ့အတွက်ရပ်ပြီးနားထောင်လိုက်ပါတယ်အထဲမှာတော့ Brad က Mr. Bennett ကိုချုပ်ထားလိုက်ပြီးဒီကဘာမှာမော်ပညာမသုံးတတ်တဲ့သူတွေအတွက်နေရာမရှိတဲ့အတွက်ရှင်းပြရမှာပဲလို့ပြောလိုက်ပြီး match ပဲသွားလဲလို့မေးလိုက်ပေမဲ့ Mr. Bennett ကပြန်မဖြေတာကြောင့်လွတ်ပစ်လိုက်ပါတယ်Mr. Bennett ကတော့အရင်ကအကြောင်းတွေကိုပြန်တွေးမိသွားပြီးသူငယ်ငယ်တုန်းကဆိုရင်မိဘတွေစီကနေအသုံးမကျဘူးဆိုပြီးပြောခံရသလိုအရွယ်ရောက်လာတဲ့ခါမှာလည်းအကြီးအကဲတွေကအမြဲပြစ်တင်နေတဲ့အတွက်လောကကြီးကိုအရှုံးပေးဖို့ပဲဆုံးဖြတ်လိုက်ပြီးတရားပေါ်ကနေခုံချတော့မဲ့အချိန်မှာပဲကလေးတယောက်ရဲ့ငိုတံကိုကြားရတာကြောင့်ရှာကြည့်လိုက်တဲ့ခါမှာကလေးကမော်ဆွမ်းအားမသုံးနိုင်တဲ့အတွက်မိဘတွေကလာပြီးစွန့်ပစ်ထားတာကိုတီးသွားပြီးကလေးကလည်းသူ့ကိုကြည့်ပြီးပြောနေတာကြောင့်ဘသူတွေပါပဲပြောဒီကလေးရဲ့အဖေဖြစ်နေသွားမယ်ဆိုပြီးဆုံးဖြတ်ခဲ့တာပါဒါကြောင့်ပဲ Brad ကမေးတဲ့အချိန်မှာ match ကိုပြေးဖို့ပဲអော်ပြီးပြောလိုက်တဲ့အတွက် Brad လည်းစိတ်တူသွားပြီးတက်ပြတော့မယ့်အချိန်မှာပဲ match ကရောက်လာပြီးအစောကကိုလာရွှေကိုလည်းဘားတွေနားတွေကြီးပိတ်ရိုက်လိုက်ပါတော့တယ်Mr. Bennett ကဘာလို့မပြေးတာလဲလို့မေးလိုက်တဲ့ခါမှာတော့သူ့ရဲ့တူးတဲ့တော့မိသားစုဝင်ဖြစ်တဲ့အတွက်ကာကွယ်ရမယ်လို့ပြောလိုက်ပြီး Brad ဘက်ကိုလက်ကငရဲပြည်ကိုပို့ပြမယ်လို့ match ကပြောလိုက်တဲ့အတွက် Brad ကလည်းလောင်ရဲလိုက်ပြီးမော်ပညာတော်မသုံးနိုင်တဲ့ကောင်ကငါ့ကိုနိုင်စရာလားလို့ပြောလိုက်ခါ3စက္ကန့်နဲ့အမောက်တိတ်ပြမယ်ဆိုပြီးအာချောင်လိုက်ပါတယ်အဲဒီနောက်မှာတော့ငကားကိုတောင်တက်ပြစ်နိုင်ခဲ့တယ်ဆိုတော့သူ့ရဲ့မော်နဲ့ပြစ်လိုက်တယ်ဆိုပေမဲ့လည်း match ကမင်းသားဖြစ်နေတော့ဘာမှကိုဖြစ်မသွားပါဘူးနောက်တစ်ခါထပ်ပြီးတိုက်ခိုက်တဲ့ချိန်မှာလဲ match ကအသာလေးပဲရိုက်ထုတ်လိုက်တဲ့အတွက် Brad လည်းဒေါသပိုထွက်ထားပြီးတောက်လျှောက်ပစ်ပါတော့တယ်
ဒါပေမဲ့လည်း match ကတော့သူ့ရဲ့မော်လုံးနေနဲ့ဘောလုံးတွေကစားပြပြီးအလှတွေပါပြနေတာပါအဲဒီနောက်မှာတော့သူ့အဖေရဲ့မော်ဒုတ်တံကိုယူလိုက်ပြီးခဏသုံးမယ်နော်ဖေးလို့ခွင်တောင်းလိုက်တဲ့အတွက် Brad လည်းမော်ဆွမ်းအားသုံးနိုင်တာလားဆိုပြီးအံ့ဩသွားပြီမဲ့လည်းငနေတာကမော်ဒုတ်တံနဲ့လမ်းပစ်လိုက်တဲ့အတွက် Brad လည်းမော်ဒုတ်တံကဒီလိုလဲသုံးလို့ရသေးတာပါလားလို့တွေးမိသွားပါတော့တယ် match ကလည်းနောက်တစ်ခါ9မိသားစုကိုထိရင်တက်ပြစ်မယ်လို့ကြုံရလိုက်တဲ့အတွက် Mr. Bennett တယောက် match ကိုကြည့်ပြီးဝမ်းသာမဆုံးဖြစ်နေပေမဲ့လည်းအမှုကပိုကြီးလာနေတဲ့အတွက်စိတ်ဓာတ်တွေပါကျနေပါတော့တယ် Brad ကလည်းအပေးယူတစ်ခုလုပ်မယ်လို့ပြောလိုက်ပြီးဒီတိုင်းပြည်မှာဆိုရင်နေ့တိုင်းလိုမော်ပညာတော်ဆုံးသူကိုရွေးချယ်တာဖြစ်လို့အလို့သာရွေးချယ်ခံရမယ်ဆိုရင်လူတိုင်းကမင်းကိုအတိမတ်ပြုလာလိမ့်မယ်လို့ပြောလိုက်ပြီးအဲဒီကရလာမယ်ဂုံတိတ်ခါနဲ့စူကြီးကိုတော့ငါကယူမယ်လို့ကမ်းလှမ်းလိုက်ခါမင်းတို့ကလည်းမဖမ်းမဲ့လို့ထားပေးလိုက်မယ်လို့ပြောလိုက်ပါတယ်Mr. Bennett ကတော့လက်မခံလို့ပြောပေမဲ့လည်းအရန်လိမ့်မာတဲ့သားလေးကတော့ချက်ချင်းပဲလက်ခံလိုက်ပြီးမော်ကျောင်းတော်ကြီးကိုခက်တီတီပဲဝင်သွားလိုက်ပါတယ်「じいちゃんと平和に暮らす」「そんな当たり前のこともできない世の中ならグーパンで」အတော်ဆုံးမော်ဆရာတွေကိုမွေးထုတ်ပေးလို့ရှိပြီးမော်ပညာနဲ့တက်ဆိုင်တဲ့သူတွေဒါကျောင်းတက်လို့ရတဲ့ Eastern ဆိုတဲ့မော်ကျောင်းတော်ကြီးမှာမော်မတုံးတဲ့ match တယောက်ဘလို့တွေကြုံတွေ့ရမလဲဆိုတာကိုမြင်ရတော့မှာပါသူကတော့ကလောက်ပဲဖြစ်ပြီးတော့ဝင်ခွင့်စာမေးပွဲကိုကြီးကြပ်ရမယ်သူပါကျောင်းသားတွေကမော်စာအုပ်တွေဖက်ပြီးလေးလာနေကြပေမဲ့လည်းအလေးတုံးကြီးမနေတဲ့ match ကိုမြင်တဲ့ခါမှာတော့ဘာကောင်လဲဟာစာမေးပွဲဖြေရတော့မှာကိုစာမကြည့်ပဲအလေးလာမနေတယ်လို့ပြောလိုက်ပြီးဒီလိုကောင်မျိုးကဒီမှာကျောင်းလာတက်ဖို့မတင်ဘူးလို့တွေးနေတော့မှာပဲအနေဒါက post တွေပေးနေတဲ့အတွက်ဒေါသပိုထွက်သွားသလိုအနောက်မှာလည်း Brad နဲ့ Mr. Bennett ကရောက်နေတာကြောင့်ဒီငကြောင်တွေကဘာလဲဆိုပြီးပြောလိုက်ပါတယ်Mr. Bennett ကတော့ match ကမော်မတုံးနိုင်တဲ့အတွက်အဆင်ပြေပါမလားလို့ပြောလိုက်ပေမဲ့ Brad ကလည်း match ရဲ့မျက်နှာမှာအဆင့်နဲ့ခွဲမရအောင်တူတဲ့အမှတ်လုပ်ပေးထားတာမလို့အဆင်ပြေမှာပါလို့ပြောလိုက်တဲ့အချိန်မှာ Cloud ကပေါ်လာပြီးမော်ကျောင်းတော်ကနေကြိုးဆိုပါတယ်ဆိုပြီး intro ဝင်လိုက်တဲ့အတွက်အားလုံးလည်းသူကအရင်တုန်းကအဆင့်ခွန်ရထားတဲ့မော်ကျောင်းသား Cloud ပဲဆိုပြီးဩဘာတွေပေးလိုက်တဲ့အခါ Cloud ကကြိတ်ပျော်နေပြီမဲ့ညံကောင်းတဲ့ match ကတော့မီဒီယာထွက်လာရတာပူမှာပဲလို့ပြောလိုက်တဲ့အတွက် Cloud လည်းစိတ်တူသွားပြီးမင်းကိုစာမေးပွဲချပြမယ်လို့စေတကပြောလိုက်ပါတယ်အဲ့ဒီနောက်စာမေးပွဲစတော့မှဖြစ်လို့ခုံမော်ထိုင်မိကြပါလို့ပြောလိုက်ပေမဲ့ဘာခုံမှမရှိတာကြောင့်ကျောင်းသားတွေလည်းဟိုကြည့်ဒီကြည့်လုံးနေတော့ကလောက်ကသူ့ရဲ့မော်နဲ့ခုံနေဖန်တီးပေးလိုက်ပြီးမေကွန်းစာရွက်တွေပါလေထဲကနေကျလာတဲ့အတွက်အားလုံးကအထင်ကြီးနေကြပေမဲ့လည်းညံရမ်းကောင်းတဲ့ match ကတော့အစောတွေကအခန်းထဲမှာပြင်ဆင်ထားလိုက်ရင်ဒီလိုတွေတောင်လောက်ဆရာမလိုဘူးဆိုပြီးအားချောင်းလိုက်တာကလောက်ကလည်းတက်ပြစ်မယ်ကွာလို့ချိန်ဆဲလိုက်ပြီးဒီစာမေးပွဲကအရန်ခတ်တဲ့အတွက်300ခိုင်နှုန်းသောသူတွေဒါအောင်နိုင်တာဖြစ်လို့ဒီလိုငနေကအောင်နိုင်စရာအကြောင်းမရှိဘူးလို့တွေးလိုက်ပြီးစာမေးပွဲလဲစပြီလို့ပြောလိုက်ပြီးနိုင်ဝက်ချိန်ရမယ်လို့ကြေညာလိုက်ပါတယ်ကျောင်းသားတွေလည်းမေကွန်းစာရွက်ကိုကြည့်လိုက်တဲ့အခါစာတွေကရှောက်သွားနေကြတာကြောင့်တိုင်ပတ်နေတဲ့ချိန်ကလောက်ကဒီစာတွေကိုတတ်မှတ်ထားတဲ့အချိန်တွင်စီရမှာဖြစ်တယ်လို့ပြောလိုက်တဲ့အတွက်ခက်တီတီပဲပုံနေတဲ့ Mr. Bennett ကသူသားတော့ဖြေနိုင်မှာမဟုတ်ဘူးဆိုပြီးပြောလိုက်တယ်ဆိုပေမဲ့လည်းစောက်ရမ်းညံကောင်းတဲ့ match ကတော့လုံနေရင်အဆင်မပြေဘူးနော်ဆိုပြီးကညစ်ကိုချိုးပြလိုက်တာစာတွေလည်းကြောက်ပြီးသူ့ဟာသူစီသွားတဲ့အတွက် match လည်းကလောက်ကိုသွားပြလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ match ကရေတွေပေါ်ပြလိုက်ပြီးရုပ်တီကြီးနဲ့ကြောက်တုံးကြီးကိုပြန်အောင်လုပ်ပြလိုက်တဲ့အတွက်ကလောက်လဲစိတ်ညစ်သွားပြီးနောက်ဆုံးစာမေးပွဲကိုစမယ်ဆိုပြီးကြီးညာလိုက်ကမြေအောက်ကနေဝင်ကဘာကြီးတစ်ခုကိုဖန်တီးလိုက်ပါတော့တယ်အဲ့ဒီနောက်နာရီဝယ်အတွင်းဒီတဲကလွတ်အောင်လုပ်နိုင်တဲ့သူဟာအောင်မယ်လို့ပြောလိုက်သလိုအထဲမှာလည်းထောင်ချောက်တွေအများကြီးရှိတယ်ဆိုပြီးကြီးညာလိုက်ပြန်ပါတယ်ညံကောင်းတဲ့ match ကတော့ဟိုဘက်ရောက်ရင်အောင်ပြီဆိုတော့လွယ်လွယ်လေးပဲလို့တွေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကောင်မလေးတယောက်ရောက်လာပြီးသူနဲ့အတူတူသွားမယ်လို့ပြောတဲ့အခါမှာတော့ငနေသားလည်းလက်ခံလိုက်ပါတယ်ဒါပေမဲ့လည်းလမ်းတစ်လျှောက်လုံးကောင်မလေးကထောင်ချောက်တွေပဲမိနေတဲ့အတွက် match ကပဲကယ်ပေးနေရပြီးတနေရာရောက်မှာတော့ match ကထားခဲ့တော့မယ်လို့မှကောင်မလေးကသူ့ရဲ့မော်နဲ့ချုပ်ထားလိုက်ပြီးလေစားမိလို့တောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ပြီးမြဲအနေသားကအตาရပဲဖြတ်လိုက်ကအချိန်မမီမှာဆိုလို့နောက်မှတွေ့မယ်နော်ဆိုပြီးပြေးထွက်သွားလိုက်တဲ့ချိန်မှာတော့အီဂျစ်ကနေမျက်စိလဲပြီးရောက်လာတဲ့စဖင်းရုပ်ထုကြီးကကောင်မလေးကိုညံစမ်းတစ်ခုမေးလိုက်ပြီးမဖြေနိုင်တဲ့အတွက်အပြစ်ပေးမယ်လို့ပြောကရိုက်ပြတော့မဲ့ချိန်မှာ match ကပြန်ရောက်လာပြီးကျွေးပေးလိုက်တာစဖင်းရုပ်ထုကြီးလည်းလဲကျသွားပါတော့တယ်ကောင်မလေးကဘာလို့လာခဲ့တာလဲလို့မေးလိုက်တဲ့အခါငါနဲ့အကြောင်းချင်းတူနေရင်တနာစရာကောင်းလို့ပြောလိုက်ပြီးကောင်မလေးကလည်းအချိန်မမီရင်ဘယ်လိုလုပ်မလဲလို့ပြောလိုက်တဲ့အတွက်ငါဒီကိုဘယ်လိုရောက်လာလဲသိလားလို့ match ကပြန်မေးလိုက်ပါတယ်အလောက်ကတော့ဝင်ကဘာတွေကထောင်ချောက်တွေပြင်ကျောင်းစုလေးကိုပါလွတ်ပြီး match ကိုထိန်းထားခံလိုက်တဲ့အတွက်ဒီကောင်တော့အောင်တော့ဘူးလို့တွေးနေပေမဲ့လည်း match ကသူ့ရဲ့မော်နဲ့လှုပ်ထားတဲ့1မီတာလောက်ထူတဲ့နေရာကြီးတွေကိုဖြတ်ပြီးထွက်လာတဲ့အတွက်အန်အောလို့ကိုမဆုံးနိုင်ဖြစ်သွားပြီးကျောင်းအုပ်ကြီးကလည်းထူးခြားတဲ့ကလေးပဲဆိုပြီးပြောလိုက်ပါတယ်တခြားကျောင်းသားတွေကတော့ match ကိုလူလေကြတယ်ပါညာနဲ့ပြောနေတဲ့အခါမှာကောင်မလေးလည်းဝင်ထားလိုက်ပြီးသူဘာမှမမာဘူးသူ့ကိုကြောက်အောင်လို့ကလောက်ကငါ့ကိုခိုင်းတာလို့ပြောလိုက်တဲ့အတွက်ကလောက်ကလည်းဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မင်းမလို့မင်းမရပြောပြီးမင်းတို့နှစ်ယောက်လုံးကြားတယ်မချင်နိုင်ရင်ငါ့ကိုလာချလေးလို့ပြောလိုက်တဲ့ချိန်မှာပဲ match ကသူ့ရဲ့မော်ဒိုတန်ကိုချိုးပစ်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲကျောင်းကြီးဝဘက်ကရောက်လာပြီးနောက်ဆုံးစာမေးပွဲကိုငါစစ်မယ်လို့ကြေညာလိုက်က match ကိုခေါ်ထားလိုက်ပါတယ်
နောက်ဆုံးစာမေးပွဲဆိုတာကတော့ interview မှာပဲဖြစ်ပြီးဘာလို့ဒီကြောင်းကိုလာတက်တာလဲလို့မေးလိုက်တဲ့အခါ Match ကလည်းခဏစဉ်းစားလိုက်ကမိသားစုနဲ့အေးအေးချမ်းချမ်းနေချင်လို့ပါဆိုပြီးပြန်ဖြေလိုက်တဲ့အတွက်တခြားဘုတ်အဖွဲ့ဝင်တွေကဘာတွေရှောက်ပြောနေတာလဲလို့ပြောလိုက်ပေမဲ့ကျောင်းကြီးကတော့ဟုတ်ပြီဆိုပြီးအချိန်မမီတော့မှမန်တီးရတာနဲ့ကောင်မလေးကိုကယ်ခဲ့တာတကယ်လားလို့ပြန်မေးလိုက်တဲ့အခါ Match ကလည်းဟုတ်ပါတယ်လို့ပြန်ဖြေလိုက်တဲ့အတွက်မမီတာကိုတီးရတာနဲ့ဘာလို့ပြန်ခဲ့တာလဲလို့ပြန်မေးလိုက်ပါတယ်Match ကလည်းနောင်တမရချင်လို့ပါဆိုပြီးပြန်ပြောလိုက်တဲ့အတွက်ကျောင်းကြီးကလည်းအကယ်၍စဖင်ရုပ်တုကြီးကမင်းထက်တန်ပါပြီးနေရန်တွေကိုလည်းဖြိုမပြစ်နိုင်ရင်ကောလို့ပြန်မိလိုက်တဲ့ခါမှာတော့ Match ကလည်းလုံးမကြည့်ရင်မသိနိုင်ဘူးလေလို့ပြန်ဖြေလိုက်ပြီးမင်းထက်အစာပေါင်းများစွာတန်ပါတယ်ငါနဲ့ဆိုရင်ကောလို့ကျောင်းကြီးကပြောလိုက်ပြီးသူ့ရဲ့မော်ကိုထုတ်ပြလိုက်တဲ့အတွက်တခြားဆရာတွေပါလန်သွားကြပါတော့တယ်ကျောင်းကြီးကလည်း Master Banet ရဲ့ဝိညာဉ်ကိုအယုတ်ထဲထည့်ထားလိုက်တာဖြစ်ပြီးသူ့ရဲ့ spell ကအယုတ်ကိုထိုးပေါက်လိုက်မယ်ဆိုရင် Master Banet ကလည်းတည်သွားလိမ့်မယ်လို့ပြောလိုက်တဲ့အတွက် Match လည်းချက်ချင်းပဲစုချွန်ကြီးကိုပြေးထိုးလိုက်ပေမဲ့သူ့လက်တွေပဲတွေးထွက်လို့သွားပါတော့တယ်ကျောင်းကြီးကလည်းမင်းခုဘလို့လုံးမလဲလို့ပြောလိုက်တဲ့ခါမှာတော့ညံကောင်းတဲ့ Match ကလည်းအစူးကြီးကိုလက်နဲ့ခံလိုက်ပြီးတောင်ထားလိုက်တဲ့အတွက်ကျောင်းကြီးလည်းလန်သွားပြီးမင်းကအားနေတဲ့သူတွေကိုကာကွယ်ပေးတဲ့ကြီးမြတ်တဲ့သူတွေရဲ့ဆွမ်းအားမျိုးပိုင်ဆိုင်ထားတာပဲလို့ပြောလိုက်ပြီးသူ့ရဲ့မော်ကိုပြန်သိမ်းပေးလိုက်ကငါကစမ်းသက်ကြည့်အောင်ပါတကယ်မလုပ်ပါဘူးလို့ပြောလိုက်ပါတယ်Match ကလည်းကျွန်တော်ရဲ့ရန်သူကကျောင်းကြီးဖြစ်နေမယ်ဆိုရင်တော့လက်တီးနဲ့ထိုးပြစ်မယ်လို့ပြောလိုက်တဲ့အတွက်ကျောင်းကြီးလည်းသဘောကျသွားပြီးကျောင်းတက်ခွင့်ပေးလိုက်ပါတော့တယ်ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲဆရာမကမော်နဲ့တော့ကိုဖွင့်ခိုင်းပေမဲ့ဆောင်းရမ်းညံကောင်းတဲ့ Match ကတော့လက်နဲ့ပဲဖွင့်ပြလိုက်တဲ့အတွက်ဆရာမလည်းဒေါသထွက်သွားပြီးဒါကမော်ပညာသင်တဲ့ကျောင်းဟဲ့လို့ပြောလိုက်တဲ့အခါ Match ကလည်းမော်မမတုံးသက်တာလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒါကိုကြည့်နေတဲ့ Fin ဆိုတဲ့ကောင်လေးလည်းဘာကောင်လားဟာဝေးရှောင်မှဖြစ်မယ်ဆိုပြီးတွေးလိုက်ပေမဲ့လည်းတဆောင်ထဲပါကြာသွားတဲ့အတွက်စိတ်ပြတ်သွားပေမဲ့ Match ကဖော်ရတာကြောင့် Fin လည်းစိတ်သက်သာသွားပြီး Match ကကျောင်းရဲ့အတော်ဆုံးဖြစ်ဖို့ဘာတွေလုပ်ရမလဲလို့မေးလိုက်တဲ့အတွက် Fin ကလည်းတေချာလေးရှင်းပြနေတယ်ဆိုပေမဲ့လည်းညံကောင်းတဲ့ Match ကတော့ဘာမှကိုနားမလည်နိုင်ဖြစ်လို့နေပါတယ်။တပြက်စီစီးတာတင်ရမယ့်နေ့ကိုရောက်ရှိလို့လာပါပြီ။ရှာမကတော့တပြက်စီးကိုပြန်လို့ရိုးရိုးလေးပြောလိုက်ရင်ပြန်လာလိမ့်မယ်လို့ပြောပေမဲ့လည်းသူမကတော့ပြန်လာတော့မှာမဟုတ်ပါဘူး။ကျောင်းသားတွေအားလုံးကတော့မော်သုံးနိုင်တဲ့အတွက်ကိစ္စမရှိပေမဲ့လည်းမတ်တယောက်ကတော့တိုင်ပတ်လို့နေပါပြီ။သူလည်းရှာမပြောသလိုပြန်လို့ပြောလိုက်ပေမဲ့ဘာမှတော့ထူးခြားလာခဲ့ခြင်းမရှိပါဘူး။ဒါကိုဘေးကငနေသားကလာပြီးတော့တပြက်စီးကလေးတောင်ပြန်လာအောင်မလုပ်နိုင်တာသူမကိုဆိုရင်ပိုတောင်ဝေးသေးတို့ပါတော့လာပြောနေတဲ့အတွက်ညံကောင်းတဲ့ Match ကလည်းခက်တီတီပဲမြေကြီးကိုအားရပါရနေလိုက်တာတပြက်စီးကြီးကအပေါ်ကိုလွန့်ထွက်လာပြီးပြန်လို့ပါလို့လုံးပြလိုက်ပါတယ်ဒါကိုမကျေနပ်တဲ့ငနေသားကလည်းငါနဲ့တပြက်စီးစီးတာပြန်မယ်လို့ပြောလိုက်ပြီးစိတ်ထဲမှာတော့ငါကမင်းလို့အသိမဟုတ်ဘူးအလဲတန်းကလေးကတပြက်စီးစီးလာတဲ့ကောင်ကလို့ပြောလိုက်ပါတယ်ကျမကလည်း Match ကိုကြည့်ပြီးတော့စီကောစီတက်ပါမလားလို့တွေးလိုက်ပြီးစတော့လို့អော်လိုက်တဲ့ချိန်မှာပဲ Match ကပန်းနိုင်ကိုချက်ချင်းရောက်သွားတဲ့အတွက်အားလုံးကအံ့ဩသွားကြပြီးဆရာမကလည်းစံချိန်တစ်ဟာဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့တကယ်တော့ Match ကပြန်နိုင်တာမဟုတ်ဘဲနဲ့စတော့လို့អော်လိုက်တာနဲ့တပြက်စီးကိုအားနဲ့ပစ်လိုက်ပြီးချက်ချင်းပဲခုန်ပြီးတော့တပြက်စီးဘောကိုတက်လိုက်တာပါအဲ့ဒါကို Fin ကတေချာမြင်လိုက်ရတဲ့အတွက်ဒီကောင်ကတကယ်ဆောက်ဆိုင်ပဲဆိုပြီးတွေးလိုက်ပါတယ်တစ်ဖက်မှာတော့ရှုံးသွားတာကိုမကျေနပ်တဲ့ငနေက Match ကိုဘာဖြစ်တဲ့ညာဖြစ်တဲ့နဲ့မိမလို့မိမရတယ်ပြောနေတဲ့အချိန်မှာပဲသူ့ပါဇက်ကိုမော်ဆွမ်းတစ်ခုကပိတ်လိုက်ပြီးတောင်းပန်ပါတယ်သူကငါးတငယ်ချင်းပါဆိုပြီး cover ဆိုတဲ့ကောင်ကလာပြီးပြောတဲ့အတွက်ကျောင်းသားတွေအားလုံးလည်းလန်သွားသလိုဆရာမကလည်းအတန်းချိန်ကြီးဘာလို့နေတာလဲလို့ပြောလိုက်တဲ့အတွက် cover ဆိုတဲ့ကောင်ကလည်းမင်းကိုစိတ်ဝင်စားလို့မင်းနဲ့တငယ်ချင်းလုပ်မယ်အတန်းပြီးရင်ဒီကိုပြန်လာခဲ့နော်လို့ Match ကိုပြောပြီးထွက်သွားလိုက်ပါတယ်အဲဒီနောက်မှာတော့စောကငနေကိုဘာလို့ရှုံးသွားတာလဲဒါလေးတော့မလုပ်နိုင်ဘူးလားဆိုပြီးလက်သီးတွေပြကျွေးလိုက်ကစားစရာရုပ်တရုပ်တွေ့ပြီဆိုပြီးပြောလိုက်ပါတယ်။ Match ကတော့ကာဗယ်ဆိုတဲ့ကောင်ကပါလဲလို့ Fin ကိုမေးလိုက်တဲ့အတွက် Fin ကလည်းအဲ့ကောင်ကအကောင်ကြီးကြီးမိရှိရှိဖြစ်သလိုသူ့ကြောင်ကြီးကလည်းသူ့ကိုဖူးဖူးမှုတ်ထားတာမလို့သူသဘောမကျဘူးဆိုရင်ကြောင်ထုတ်ခံရနိုင်တာကြောင့်အားလုံးကသူ့ကိုကြောက်ကြတဲ့အတွက်တတိထားပါလို့ပြောလိုက်ပါတယ်။အတိုင်းချိန်ပြီးတဲ့အချိန်မှာတော့ Match ကမိဖို့တဲဝင်ပြီးသူကြတဲ့မုံနေလှုပ်ရှားလို့နေပြီးတော့တခုခုများမိနေသလားဆိုပြီးတွေးလိုက်ပါတယ်။တစ်ဖက်မှာတော့ Match မရောက်လာတဲ့အတွက်ငနေသားကဒေါသတွေငက်ထိတ်ကိုရောက်လို့နေပါပြီ။နောက်တစ်နေ့မှာမော်ဆေးရီချိန် Match ကအကြောင်းစာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါစာအုပ်ကပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်။ကာဗယ်ကရောက်လာပြီးတော့မနေ့ကဘာလို့မလာတာလဲလို့မေးလိုက်တဲ့အခါမုန်းလို့နေလို့မလာတာဆိုပြီး Match ကပြန်ပြေးလိုက်တဲ့အတွက်ငနေသားကလည်းမင်းဒီကျောင်းရဲ့အတော်ဆုံးကျောင်းသားဖြစ်ချင်တယ်မလား။အဲ့ဒါဆိုငါကျောင်းကိုပြောပြမယ်လေလို့ပြောလိုက်တဲ့အခါ Match ကလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ဘာလို့ပြောပြမှလဲလို့ပြန်မေးလိုက်တဲ့အတွက်မင်းကစိတ်ဝင်စားကြကောင်းတယ်လို့ပြောလိုက်ပြီးငါခိုင်းတာတွေတော့ပြန်လုပ်ပေးရမယ်လို့ငနေကပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ Match တယောက်ဟိုငနေခိုင်းတာတွေအားလုံးကိုလုပ်လို့နေရပါပြီ။နောက်တစ်နေ့အတန်းချိန်ရောက်တဲ့ချိန်မှာလဲသူ့ရဲ့စာအုပ်တွေကစုံနေတာကြောင့် Fin ကိုပဲစာတူတူကြည့်ဖို့ပြောလိုက်ပြီးသူ့ကိုအခုအရာရာကူညီနေတဲ့အတွက်မင်းကရန်ကောင်းတဲ့တငယ်ချင်းပဲလို့ Match ကပြောလိုက်ပေမဲ့ Fin ကတော့မျက်နှာကောင်းမနေခဲ့ပါဘူး။ Cover ဆိုတဲ့ငနေကဒီတစ်ခါကြာရင်သူ့စာအုပ်တွေမဟုတ်ဘဲနဲ့အဝတ်စားတွေကိုမီရှိုလိုက်ဆိုပြီး Fin ကိုပြောလိုက်ပေမဲ့ Fin ကတော့မလုံနိုင်တော့ဘူးလို့ပြောလိုက်တဲ့အခါသူ့ရဲ့မော်နဲ့ Fin ကိုအနိုင်ကျင့်ပါတော့တယ်။
တစ်ဖက်မှာတော့ match ကစာအုပ်ပေးဖို့အတွက် Finn ကိုလိုက်ရှာနေတာပဲဖြစ်ပြီးဟိုကောင်နိုင်ကျင်နေတာကိုမြင်သွားတဲ့ခါမှာတော့ဘာတွေဖြစ်နေတာလဲလို့မေးလိုက်ပေမဲ့အနေသားကငါ့ကိုအာခံနေလို့တောင်းပန်ခိုင်းနေတာလို့ပြောလိုက်ပြီး match ကလည်းအဆင်ပြေလားလို့မေးလိုက်တဲ့အခါ Finn ကငိုပြီးတော့တောင်းပန်ပါတယ်မင်းစာအုပ်တွေကိုငါကပြက်စီးအောင်လုပ်ခဲ့တာအခိုင်းခံခဲ့ရတယ်ကြောက်လို့ပြန်မပြောရဲခဲ့ဘူးဒါတော့မင်းကငါ့ကိုလူကောင်းလို့ပြောခဲ့တယ်နော်တကယ်တောင်းပန်ပါတယ်လို့ပြောလိုက်တဲ့အခါကာဗယ်ကခဏနေသူကြောင်းနဲ့ထမင်းသွားစားမှမလို့မင်းလိုက်မလားလို့ match ကိုမေးလိုက်ပေမဲ့ match ကတော့ထသွားပြီးကာဗယ်ရဲ့စပင်ကိုဆွဲလိုက်ပြီးချမ်းပြင်နဲ့ကစ်စင်ဆွဲခိုင်းလိုက်တဲ့အခါအားလုံးလည်းအန်အောသွားကြပြီး Finn ကတော့မင်းကြောင်းထုတ်ခံရတော့မှာပဲလို့ပြောလိုက်ပေမဲ့ match ကအဲ့ဒါကိုဂယူဆိုင်ရမှာလားလို့ပြောလိုက်ပေမဲ့လည်းစိတ်ထဲမှာတော့မိုးမီတော့လောင်ပြီကွာဆိုပြီးတွေးလိုက်တဲ့ချိန်သူကြောင်းကရောက်လာပြီးငါအားလုံးကိုမြင်လိုက်တယ်မင်းနဲ့ Finn ကဒီကြောင်းမှာဆက်တက်ရဖို့မသေးချတော့ဘူးမင်းတို့နဲ့ကာဗယ်နဲ့ကအစင်တန်းချင်းကွာတယ်ဘာညာနဲ့အာချောင်နေတော့မှပဲ match ကပြေးပြီးဒူးနဲ့တိုက်ပေးလိုက်ပါတယ်အဲ့ဒီနောက်သူကြောင်းကသူ့ရဲ့မော်နဲ့တိုက်ခိုက်ဖို့လုပ်မှာပဲ match ကသူ့မျက်နှာကိုပြေးရိုက်လိုက်ပြီးမြေကြီးတွေကိုတူးလိုက်ကအရှင်လက်လက်မြင်မြုပ်ပြဖို့ကြံမှာတော့တယ်အနေသားကလည်းမင်းကြောင်းဆက်တက်ရမယ်ထင်လို့လားလို့မေးလိုက်တဲ့အခါခမားကကျုပ်ကိုအချိန်မရွေးကြောင်းထုတ်လို့ရသလိုကျုပ်ကလည်းခမားကိုအချိန်မရွေးမြင်မြုပ်ပြလို့ရတယ်ထောင်ကျသွားရင်လည်းရအောင်ထွက်လာပြီးမြင်မြုပ်ပြမယ်လို့ပြောလိုက်ပြီးမြေကြီးတွေနဲ့ဖုံးပစ်လိုက်ပါတော့တယ်အဲ့ဒီနောက်ရုံခန်းကိုရောက်သွားပြီးမင်းပါလူတီကိုရောက်လာတာလေတိလားလို့ကျောင်းအကြီးကမေးလိုက်တဲ့အခါညံကောင်းတဲ့ match ကလည်းမိဖို့ကြောင့်ကိုခွင့်မတောင်းမဲ့တုံးမိလို့မဟုတ်လားလို့ပြန်မေးလိုက်တဲ့အတွက်ကျောင်းအကြီးကလည်းတေချာဖို့မဟုတ်ဘူးပေါ့ဟာလို့ပြန်ပြောလိုက်ပါတယ်ကာဗယ်ကိုချမ်းပြင်းနဲ့ကြွေလိုက်ပြီးဒူကျောင်းကိုလည်းမြင်မြုပ်ဖို့လုပ်ခဲ့တာကြောင့်မင်းကိုကျောင်းထုတ်ဖို့မော်ဌာနကနေမိန့်စာရလာတယ်လို့ပြောလိုက်ပြီးဒီတိုင်းပြည်ကိုမော်ဌာနကအုပ်ချုပ်တာဖြစ်သလိုကာဗယ်ကလည်းအကောင်ကြီးကြီးအမီးရှိရှိရဲ့တာဖြစ်တာကိုတီလားဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့လည်းအားနေတဲ့သူတွေကိုအနိုင်ကျင့်တဲ့စနစ်ကြီးကိုငါကမုန်းတာမလို့ဒီเจ้าကိုပြောင်းလာခဲ့တာဖြစ်သလိုမင်းတို့လူမျိုးကအရန်ကိုရှားတဲ့အတွက်မင်းကိုအတော်ဆုံးเจ้าသားဖြစ်အောင်ငါကကူညီပေးမယ်ဆိုပြီးเจ้าကြီးကပြောလိုက်ပါတယ်မကူညီလဲကျွန်တော်ကဖြစ်အောင်လုပ်မှာလို့ match ကပြောလိုက်တဲ့ခါမှာတော့เจ้าကြီးလည်းသဘောကျသွားပြီး match ကိုနီးလန်းနေချက်ချက်ပြောပြလိုက်ပြီးမဲ့လည်း match တယောက်ကတော့ငုတ်တုတ်ကြီးကြောင်းနေတာကြောင့်အတူချုပ်ပဲရှင်းပြလိုက်ရပြီးမင်းကအစ်စ်တက်အောင်သာလို့ငါကတခြားလူတွေနဲ့မော်ဌာနကိုကြည့်ရှင်းထားပေးမယ်လို့ပြောလိုက်ပြီး match ကလည်းတွားခွင့်ပြုပါဆိုပြီးထွက်လာလိုက်ပါတယ်။သူ့ကြောင်းနဲ့ကာဗယ်ကိုအနိုင်ယူလိုက်နိုင်တဲ့အတွက် match ကိုတခြားကျောင်းသားတွေကအတိမတ်ပြုလာကြပါပြီ။ match နဲ့ဖင်လန်ရှောက်နေတော့စီနီယာဖြစ်တဲ့ Tom ဆိုတဲ့လူကရောက်လာပြီး match ကိုမော်လော့ကာရဲ့အကြီးကျယ်ဆုံးဖြစ်တဲ့တပြက်စီအားကစားပြိုင်ပွဲကြရင်သူ့ရဲ့အတင်းမှလာကစားဖို့အတွက်ပြောတဲ့အခါ match ကလည်းသူတပြက်စီမရှိတတ်ကြောင်းပြန်ပြောပေမဲ့အနေသားကစံချိန်တစ်တင်ထားတာတွေတည်ထားတယ်လို့ပြောလိုက်ပြီးပြိုင်ပွဲကြရင်တွေ့မယ်နော်လို့ပြောလိုက်ပါတယ်။နောက်တစ်နေ့ပြိုင်ပွဲမှာတော့အားလုံးကစူးစမ်းပြိုင်နေကြပြီမဲ့လည်း match တယောက်ကတော့တပြက်စီကြီးကိုခွာပြီးမပြန်တတ်ဘူးလို့ပြောတာပဲဆိုပြီးဒီတိုင်းနေနေတဲ့အတွက်ပွဲကြည့်တဲ့သူတွေကလည်းအိမ်ပြန်တော့ကွာလာမစားနဲ့ပါညာပြောကြတဲ့အခါ match ကလည်းအိမ်ပြန်ချင်လိုက်တာဆိုပြီးပြောလိုက်ပါတယ်။ match ကမပြန်ပဲရက်နေတဲ့အတွက်ထောင်ကရောက်လာပြီးဒီမှာငါညီကိုကြီးပြောပြမယ်မင်းဝါးပင်တွေလို့ကျင့်ကြံရမယ်ဝါးပင်တွေကပျော်ပြောင်းပေမဲ့ရာဒီဥတုတန်ကိုကြမ်းကြမ်းခံပြီးပေါက်ဖွားကြတယ်လေဒါကြောင့်မင်းလည်းဒီလိုပဲလုပ်ရမယ်လို့ပြောလိုက်ပြီးငါပွဲတဲ့ပြန်ဝင်တော့မယ်လို့ပြောလိုက်ခါပြန်လိုက်တဲ့အချိန်မှာပဲတခြားကစားသမားတယောက်ကအချိန်နဲ့ဝင်တိုက်လိုက်တဲ့အတွက်ပြုတ်ကျသွားပါတော့တယ်match ကအဆင်ပြေလားလို့မေးလိုက်ပြီးမြဲအယိုးကျိုးသွားပြီထင်တယ်လို့ပြန်ဖြေလိုက်ပြီးမင်းမအားကစားစိတ်ဓာတ်မရှိဘူးလားလို့အော်မေးလိုက်ပြီးမြဲလေဟိုငနေကဘာတွေလာပြောနေတာလဲရှုံသမားလို့ပြောပြီးထွက်သွားလိုက်ပါတယ်အတင်းကလည်းအပြတ်အသက်ရှုံးနေသလိုသူလည်းဆက်မကစားနိုင်တော့တဲ့အတွက်ဒီမှာ match အနိုင်ရှုံးကအဓိကမဟုတ်ဘူးရှင်ပြိုင်ချင်းသာအဓိကလို့ motivation နဲ့လေးပေးလိုက်တာ match လည်းချက်ချင်မဲ့တပြက်စီကိုယူလိုက်ပြီးအားရပါရခုန်ထွက်သွားလိုက်ပါတော့တယ်အားလုံးကတော့ဒီကောင်ပြန်နိုင်တာလားလို့ထင်နေကြပေမဲ့လည်းငနေသားကလေကိုခြေထောက်နဲ့ရက်နေတာဖြစ်ပြီးပြန်ကျိတ်တော့မယ်ကွာဒီကိုပေးလို့လှမ်းတောင်းလိုက်တဲ့အခါပြန်ဘက်ငနေတွေလည်းမင်းလို့စောင့်လူလေးကိုငါကတိတ်ပြမယ်လို့ပြောလိုက်ပေမဲ့ match ကအားရပါရပြပေးလိုက်တာကိုယ်ထဲဝင်သွားပြီးတမတ်ရသွားတာပါတော့တယ်ဒါပေမဲ့အမှတ်ကအရန်ကွာနေတဲ့အတွက်အချိန်မလောက်တော့ဘူးလို့ဘေးကလူတွေကပြောနေပေမဲ့ဘောလုံးကပြန်ဝေးလာပြီးတော့ match ကဖမ်းလိုက်ကထပ်ပစ်လိုက်ပြီးထက်ကဒီလိုပဲလုံနေတာကြောင့်4မိနစ်ထဲနဲ့အမှတ်ပေါင်း16000လောက်ရသွားပြီးစံချိန်တစ်တွေပါချိုးသွားတဲ့အတွက်ပရိသတ်တွေလည်းအစောကပြောမိလို့တောင်းပန်ပါတယ်ပါညာတွေဖြစ်ကုန်ပါတော့တယ်ဖင်ကလည်းမင်းကအရန်တော်တယ်ကွာပထမနှစ်ပဲရှိသေးတယ်ငွေတင်းကရသွားပြီလို့ပြောနေတော့မှပဲထောင်ကရောက်လာပြီးကျေးဇူးတင်လိုက်တာကွာကောင်းမွန်တဲ့ဝါပင်လေးဖြစ်ရှင်းသန်လာတာပဲလို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ match ရဲ့အကြောင်းတွေကိုဖတ်ပြီးဒေါသထွက်လို့နေတဲ့ဒုတိယလည်းရှိလို့နေပါတယ်နောက်တစ်နေ့မှာတော့ match ကိုဘောလုံးလေးကျင်းဖို့အတွက်ထောင်ကားလာခေါ်လိုက်လေမွန်ကစားလို့ဖို့လာခေါ်လိုက်လုပ်နေတာကြောင့် match တယောက်တိုင်ပတ်နေတဲ့အတွက်ဖင်းကိုကူညီပါအောင်လို့ပြောလိုက်တဲ့အချိန်မှာပဲလူတယောက်ရောက်လာပြီးပျော်နေကြတာလားငါကောပါလို့ရလားလို့ပြောလိုက်တဲ့အတွက်ထောင်ကလည်းဒီကောက်မှာကအမှန်တစ်ခုတောင်ဟာလို့ပြောလိုက်သလိုလေမွန်ကလည်းသူကဝင်ခွင့်စာမေးပွဲမှာတော့ကအဆင့်တင်းနဲ့အောင်ထားတဲ့ lens ပဲလို့ပြောလိုက်ပြီးချောလိုက်တာပါညာလို့နေပါတယ်match ကတော့ပြောစရာမရှိပါဘူးလို့ပြောလိုက်တဲ့အခါ
ဟုတ်လားဒါဆိုလဲပျော်စရာကောင်းတာလောက်ကြမလားလို့မေးလိုက်တဲ့အတွက်မတ်ကလည်းတူတူပုံနဲ့ကစားကြမလို့လားလို့မေးလိုက်ပေမဲ့လန်စ်ကတော့မော်ပလင်းတစ်ခုကိုထုတ်လိုက်ပြီးအဖုံးကိုဖွင့်လိုက်တဲ့အခါထွန်ဖင်းနဲ့လီမွန်တို့၃ယောက်ကပလင်းထဲကိုရောက်သွားကြပြီးသူတို့ကိုလိုချင်ရင်တောထဲကိုလာခဲလို့စိန်ခေါ်ပြီးတော့ထွက်သွားလိုက်ပါတယ်တောထဲကိုရောက်တဲ့အခါမတ်ကဘာလို့မှလဲလို့မေးလိုက်တဲ့အတွက်လောင်ကြီးထမ်းမလို့ဆိုပြီးသူ့ရဲ့တင်ကားနှစ်ခုကိုထုတ်ပြလိုက်တဲ့အခါဒီကောင်းမှာဘာလို့နှစ်ခုတောင်ရှိနေတာလဲစီနီယာတွေမှာတော့အများဆုံးတစ်ခုပဲရှိတာမျက်နှာမှာလည်းအမှန်တစ်ခုနဲ့ဆိုတော့အန်တီအများတဲ့ကောင်ပဲဆိုပြီးထွန်ကပြောလိုက်ပါတယ်ဒီတိုင်းပြမှာဆိုရင်အမှတ်တစ်ခုပဲပါတဲ့သူတွေဟာမော်ဆန်တစ်ခုပဲသုံးနိုင်တာဖြစ်ပြီးနှစ်ခုကတော့အယောက်သိန်းမှ100လောက်ပဲပါနိုင်တဲ့ရွေးချယ်ခံရတဲ့သူတွေပဲဖြစ်ကြပါတယ်လန်စ်ကတင်ကားတစ်ခုချင်းစီကိုလောင်ကြီးထပ်ပြီးပြိုင်မှဖြစ်သလိုမင်းကိုတွေ့တဲ့နေ့ကတည်းကမင်းကသူများတွေကိုပို့ပြီးဦးစားပေးတဲ့အတွက်မင်းတို့ပြောညံ့တဲ့ကောင်ကငါ့ကိုမနိုင်ဘူးဘလို့လဲကြောက်သွားပြီလားလို့မေးလိုက်ပေမဲ့မတ်ကလည်းမြန်မြန်ပဲစားလိုက်ကြရအောင်လို့ပြောလိုက်တဲ့အတွက်လန်စ်ကလည်းရော့ဒါလေးအရင်စားကြည့်ဆိုပြီး Gravio လို့ပြောလိုက်တဲ့အတွက်မော်ဆန်တစ်ခုကမတ်ကိုဖိချလိုက်ပါတော့တယ်ဒါမြည်ပဲရှိသေးတယ်နော်လို့ပြောလိုက်တဲ့အခါမတ်ကလည်းအာမချောင်နဲ့ဆိုပြီးပြေးထိုးလိုက်ပေမဲ့နောက်တစ်ခါထပ်တုံးလိုက်တာကြောင့်မတ်လည်းမြေကြီးမှာကတ်သွားပြီးမင်းတို့လိုကောင်းတွေကငါနဲ့တမြေတည်းနေဖို့တော့မသင့်ဘူးမတ်တရက်ဖို့လည်းမကြိုးစားနဲ့ဘာမှမထူဘူးလို့လန်စ်ကပြောလိုက်တဲ့အတွက်မတ်ကလည်းမတ်တရက်ဆရာတော်မလိုဘူးဆိုပြီးမြေကြီးတဲကတစ်မြစ်ကြီးကိုဆွဲထုတ်လိုက်တဲ့အတွက်မြေကြီးကကွဲသွားပြီးလန်စ်ကလည်းမဖြစ်နိုင်တာလို့တွေးနေတော့မှပဲမင်းလည်းမြေကြီးပေါ်ဒူးထားရတာကြိုက်တာလားလို့မတ်ကမေးလိုက်ပြီးပြေးထိုးလိုက်တဲ့အတွက် Gravio ဆိုပြီးထပ်တုံးလိုက်ပေမဲ့လည်းမတ်ကအယမ်းမြတ်နေတာကြောင့်သူ့ရဲ့ထိုးချက်တွေကိုရှောင်နေတဲ့အချိန်မှာပဲသူ့လေပင်ကအဆောင်လေးကျသွားတဲ့အတွက်မတ်ကယူပြီးကြည့်လိုက်တဲ့အခါကောင်မလေးတယောက်ပုံကိုတွေးလိုက်ရပြီးဒီကောင်လိုလီကောင်ဟာရဲခေါ်မှရမယ်လို့ပြောလိုက်တဲ့အတွက်လန်စ်ကလည်းအဲ့ဒါငါညီမပုံပြန်ပေးစမ်းလို့ပြောလိုက်ပြီးမင်းအတွက်လောကကြီးမှာဘာကအရေးကြီးဆုံးလဲလို့မေးလိုက်တဲ့အခါမတ်ကလည်းပါဇက်တဲရှိတာတွေရှောက်ဖြေနေတာကြောင့်လန်စ်လည်းဒေါသထွက်သွားပြီးဒါလေးတော့မဖြစ်နိုင်ဘူးလားလို့ပြောလိုက်တဲ့အခါမတ်ကလည်းအဲ့ဒါဆိုဘာကအရေးကြီးဆုံးလဲလို့ပြန်မေးလိုက်တဲ့အတွက်ငါညီမလေးကအရေးကြီးဆုံးပဲလို့ပြန်ဖြေလိုက်ပြီးမတ်ကလည်းတယောက်နဲ့တယောက်မတူဘူးလေလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်ပလင်းကိုမော်ဆွမ်းအားသုံးပြီးအောက်ကိုပစ်ချလိုက်မှာမလို့အဲ့ဒါကိုရအောင်ပြန်ယူရမယ်လို့ပြောလိုက်ကငါညီမလေးအတွက်ဆိုမကောင်းဆိုးဝါးဆန်တင်ဆန်ရမှာပဲဆိုပြီးသူ့ညီမလေးကိုတွေးမိသွားပါတော့တယ်လန်စ်ကသူ့ညီမလေးကိုရန်ချစ်သလိုညီမလေးကလည်းရန်ချစ်ပေမဲ့မော်အမတ်ကတဖြည်းဖြည်းပျောက်လာတဲ့အတွက်အမတ်တာလုံးဝပျောက်သွားမယ်ဆိုရင်မော်ဌာနကရှင်းပြမှာဖြစ်တာကြောင့်လန်စ်လည်းငါသာမော်ဌာနကဆိုရင်သူ့ကိုကာကွယ်နိုင်မှာပဲလို့တွေးမိပြီးအတော်ဆုံးကြောင်းသားဖြစ်လာအောင်လုပ်မယ်လို့ပြောလိုက်ပြီးပလင်းကိုပစ်ချလိုက်ပါတော့တယ်မင်းခုဘလို့လုံးမလဲလို့မတ်ကိုပြောလိုက်တဲ့အတွက်မတ်ကလည်းပါဇက်ထဲရှိတဲ့ space တစ်ခုကိုရွတ်လိုက်ပြီးခန္ဓာကိုယ်ကိုအသင့်ပြင်ထားလိုက်ကသူတို့ကိုမကယ်နိုင်ရင်ငါလည်းဆက်ပြီးတည်ရှိနေမှာမဟုတ်ဘူးလို့ပြောလိုက်ပြီးဖြက်ကနေပြေးဆင်းသွားကဖြက်ကနေပလင်းကိုယူပြီးအပေါ်ပြန်တက်လာလိုက်တဲ့အတွက်လန်စ်လည်းမဖြစ်နိုင်ဘူးလို့တွေးလိုက်ပြီးငါညမလေးအတွက်တိုက်ခိုက်ရမယ်လို့ပြောလိုက်ပေမဲ့မတ်ကတော့ရဲလိုက်တော့လို့ပြောလိုက်ပြီးမင်းကလူစိုးပုံလည်းမပေါက်ဘူးပြီးတော့ဒီပလင်းကအတုမလားဆိုပြီးပလင်းစစ်ကိုယူလိုက်တဲ့အတွက်လန်စ်ကလည်းမင်းအဲ့လိုလုပ်ရင်လောင်ကြီးမရဘူးနော်လို့ပြောလိုက်ပေမဲ့မတ်ကတော့ငါကဘယ်ရာကိုပဲဖြစ်ဖြစ်အကျိုးအကြောင်းစီလျော်အောင်မတွေးတတ်ဘူးလို့ပြောလိုက်တဲ့အတွက်လန်စ်လည်းသူ့ညမကိုတတိယသွားပြီးငါပြန်တော့မယ်စမ်းမတိုက်ဘူးလို့ပြောလိုက်ကရော့ဒါလောင်ကြီးဆိုပြီးဒင်္ဂါတပြားကိုပေးလိုက်ကထွက်သွားလိုက်ပါတော့တယ်ဟို၃ယောက်ကတော့မတ်ကိုအရန်ကိုကျေးဇူးတင်နေသလိုလမ်မွန်ကလည်းသူနဲ့လက်ထပ်ကြရအောင်နေပါလေလုပ်နေလို့မတ်တယောက်ကတော့ကျောင်းရောက်မှပလင်းကိုဖွင့်ပေးလိုက်ရင်ကောင်းတာဆိုပြီးနောင်တတွေရလို့နေပါပြီအီစတန်မော်ကျောင်းတော်ကြီးမှာဆိုရင်အက်ဒလာအော်ဂါနဲ့လီယန်ဆိုပြီးတော့နယ်ပယ်၃ခုရှိသလိုကျောင်းသားတွေကိုလည်းသက်ဆိုင်ရာနယ်ပယ်လိုက်ခွဲခြားထားပေးလေးရှိပါတယ်ငွေတင်က9ခုပေါင်းရင်ရွှေတင်ကဖြစ်တယ်ဆိုတော့9တင်ကနှစ်ကိုနှုတ်လိုက်ရင်နောက်ထပ်28ခုပဲလိုတာပေါ့လို့ဆောင်ရမ်းညံကောင်းတဲ့မတ်ကပြောလိုက်တော့9တင်ကနှစ်ကိုနှုတ်ရင်3ကြံပါလေလို့ဖင်ကပြောလိုက်ပြီးဒီနေ့ကအေးချမ်းနဲ့နော်လုံးဆရာလည်းမရှိဘူးလို့မတ်ကပြောလိုက်တဲ့ချိန်ဖင်က assignment တွေရှိသေးတာကိုတတိယသွားပြီးမော်စေးအိမ်စာတာမပြီးရင်ကျောင်းထုတ်ခံရတော့မှဆိုပြီးနှစ်ယောက်သားတိုင်ပတ်နေတော့ဒါလေးတော့မလုပ်နိုင်ဘူးလားဆိုပြီး lens ကရောက်လာကမင်းတို့နှစ်ကောင်ကစောက်ပြင်းနေပဲလို့ဖောင်းထုတ်လိုက်ပြီးဖင်ကမင်းငေါပြီးပြီလားလို့မင်းလိုက်တဲ့အတွက်ငါကမင်းတို့နဲ့မတူတော့ပြီးပြီဘောလို့ပြန်ပြောလိုက်တဲ့အခါမတ်ကသူ့ညမလေးပုံကိုပြောလိုက်တဲ့အတွက်ကိုကောင်ကိုနေရန်နဲ့ပြေးဆောင်လိုက်ပြီးချစ်စရာကောင်းလိုက်တဲ့ငါညမလေးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်မော်စေးရေလုံးတဲ့နေရာမှာ300မှာကဒါပဲဆိုပြီးငိုနေတဲ့မုံလာဦးကိုပြလိုက်ခါဒီကောင်ငိုနေတာကိုတိတ်အောင်လုပ်နိုင်ရင်မော်စေးရေလုံးလို့ရပြီလို့ပြောလိုက်ပြီးနမူနာပြပေးလိုက်ပြီးမင်းတို့လည်းလုပ်ကြည့်လို့ပြောလိုက်ပါတယ်ဖင်းလောက်တာအဆင်မပြေတဲ့အတွက်မင်းရဲ့ချက်သားတွေကိုတင်းပြီးလောက်ရတယ်လို့ဆောက်ကျွန်းနဲ့မတ်ကပြန်တင်ပြနေပေမဲ့အလုံးမဖြစ်တာကြောင့်လက်စ်ကပဲကျင်လာတဲ့အတန်လေးနဲ့ပြောပြီးလောက်လိုက်ရင်ရတယ်လို့ပြောလိုက်တဲ့အတွက်ဖင်းကတော့အောင်မြင်သွားပေမဲ့လည်းမတ်ရဲ့မုံလာဦးကတော့အကောင်ကြီးကြောင်ဖြစ်လို့နေပါပြီမတ်ကလည်းမော်ရီဘာတွေလုံးမနေပဲပါဖြတ်ရိုက်ပေးလိုက်တာမုံလာဦးလည်းအသက်ဘယ်ကထွက်သွားမှန်းတော့မသိတော့ပါဘူးအဲ့ဒီနောက်လန်စ်ကမုံလာဦးကိုဒီလိုလှုပ်လိုက်ရင်မော်စေးရပြီလို့လုပ်ပြလိုက်တဲ့အတွက်ဖင်ကရှယ်ခတ်တာပဲလို့ပြောလိုက်ပေမဲ့လည်းမတ်ကတော့ရပြီဆိုပြီးသူလည်းဒီလိုတွေလှုပ်လိုက်တာခရင်မုံကြီးဖြစ်သွားတဲ့အတွက်လန်စ်ကမင်းကကိုလာနောက်နေတာလားလို့မေးလိုက်ပါတယ်အဲ့ဒီနောက်လန်စ်ကအဆအဆုံးတေချာပြောပြသလိုမတ်ကလည်းတေချာလိုက်လို့ပြီးမဲ့နောက်ဆုံးကြရင်ခရင်မုံကြီးပဲဖြစ်သွားတဲ့အတွက်လန်စ်ကလည်းတိုင်ပတ်သွားပြီးမင်းကချတာကလွဲရင်ကြံတဲ့နေရာသုံးမရဘူးပဲလို့ပြောလိုက်ကတခုတော့တတိပေးထားမယ်နော်င
ငါကမော်ထန်နာတဲ့ကိုမဖြစ်မနေရအောင်ဝင်မှာမလို့မင်းနဲ့တိုက်ခိုက်ရမယ်ဆိုရင်တော့ညမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ကျောင်းအကြီးကတော့ match တယောက်အစင်ရောပြေလားလို့တွေးလို့နေပါတယ်။တစ်ဖက်မှာတော့လောကကြီးရဲ့စီမင်းဆိုတာအင်အားကြီးတဲ့သူတွေကပဲထိန်းချုပ်ထားတာဖြစ်သလိုတော်ဝင်တွေးပါတဲ့သူတွေပါပဲလို့ရင်းဆန်ခွင့်မရှိတဲ့အတွက်အက်ဒလာရဲ့ဒင်္ဂါပြားတွေဟာငါတို့အတွက်ပဲဖြစ်ရမယ်ဆိုပြီးလီယန်ဖွဲ့သားတွေဟာပြောဆိုလို့နေကြပါတယ်။နောက်တစ်နေ့မှာတော့တောအုပ်ကြီးထဲမှာကျောင်းသားတွေစုနေကြတာကြောင့် match လဲကမ်ပင်းထွက်ရမှာလားမသိဘူးလို့သူညံမီတလောက်ပြောလိုက်ပေမဲ့ဒါကမို့ကျောင်းဆိုတော့မဟုတ်တော့ဘူးလို့ Lance ကပြောလိုက်တဲ့ချိန်မှာပဲမနေသားတယောက်ကငါကတော့ကွာကဘာကြီးကငါ့ကိုဘို့ပြုတ်ပြီးလဲနေတာဘာညာပြောနေသလို match တို့ကိုလည်းဘာကြည့်နေတာလဲလို့မေးလိုက်က match ကိုလည်းမင်းကအခုကျောင်းမှာနာမည်ကြီးနေတယ်ကောင်မလားအခုကစပြီးမင်းကအရန်လူဖြစ်သွားပြီလို့ပြောလိုက်ပေမဲ့လယ်မောင်ကရောက်လာပြီးတောထဲမှာတူတူသွားမယ်ဘာညာနဲ့ match ကိုပြောနေတာကြောင့်စော်မထားဘူးတဲ့ Dodge လဲစိတ်တူသွားပြီး match ကိုတတွေးနဲ့လမ်းထွေးလိုက်က sorry စီကအာယုံဆိုင်ခံရတဲ့ကောင်တွေကိုငါအမုန်းဆုံးပဲကဘာပေါ်မှာမိမနဲ့ယောက်ျားကအချိုးချင်းတူနေတာတော့ဘာလို့ငါ့ကိုဘယ်သူမှလာမကြိုက်ကြတာလဲလို့2000 FABB အော်ပြောလိုက်ပေမဲ့လည်းဘယ်သူမှအရင်မလုပ်တာကြောင့်စိတ်တူသွားပါတော့တယ်အဲ့ဒီချိန်မှာပဲဆရာကရောက်လာပြီးဒီလေးချင်းကြီးကအက်ဒလာနဲ့လီယန်ကလူတွေရောပြီးလောက်ရမှာဖြစ်ပြီးတောထဲမှာကီမီကောက်တွေရှိတာကြောင့်အဲ့ဒီအကောင်တွေကိုတတ်ပြီးငွေတင်ကရအောင်ယူကြလို့ပြောလိုက်ပြီးအသက်ရှင်ဖို့အတွက်ကြိုက်တာလို့ကြီးညာလိုက်ကစတော့လို့ပြောလိုက်ပါတော့တယ်Lance နဲ့ match ကအတူတူသွားတော့မဲ့ချိန်မှာပဲငနေသားတစ်ကောင်ကရောက်လာပြီးမင်းကိုမင်းထူးခြားတဲ့ကောင်လို့ထင်နေတာလားဆိုပြီး match ကိုတစ်ချက်ကြွေးလိုက်ကဆရာကဘာတွေဖြစ်နေတာလဲလို့ပြောလိုက်တဲ့ခါမှာတော့ pressure လေးတွေကိုစားနေတာပါလို့ပြောလိုက်ပြီး match ကဘူးရှိုးပြန်ရှိုးလိုက်တဲ့အတွက်အေးဟုတ်ပြီအဲ့ဒီအကြည့်ကိုကြိုက်တယ်တောထဲကျမှတွေ့မယ်တော့ကောင်လေးဆိုပြီးငနေကထပ်သွားလိုက်ပါတယ်အဲ့ကောင်ကငါတို့ထက်တစ်နှစ်ကြီးသလိုသူမကြိုက်တဲ့ဆရာတွေနဲ့ကျောင်းသားတွေကိုလည်းတိုက်ခိုက်တတ်တာကြောင့်တစ်နှစ်ကြာသွားပြီမဲ့မော်ပညာအဆင့်မြင့်တဲ့အတွက်ကျောင်းထုတ်မခံရသလိုလီယန်ဆောင်ကလည်းဖြစ်တာကြောင့်တတိထားဖို့ Lance ကပြောလိုက်ပေမဲ့ match ကတော့သူ့ရဲ့ crane mode လေးပြက်စီမသွားလို့တော်သေးတယ်လို့ပြောလိုက်တဲ့အခါ Lance ကလည်းဒီကောင်ဒီမုံအတွက်နဲ့တောင်ဒီလိုအကြည့်တွေထွက်လာတာတွေးလိုက်ပြီးအစားအသောက်တွေကိုအိတ်ကတ်ထဲမထင်နဲ့လို့ပြောလိုက်ပါတယ်နေအောင်တူသွားရင်လည်း Lance ကအန်ဒီရရှိတာကြောင့်တူတိုက်ကြမယ်လို့ပြောရင်နောက်လဲကြည့်လိုက်ပေမဲ့လည်း match ကတော့ရှိလို့မနေတော့ပါဘူးမင်းသားကတယောက်ထဲလမ်းပြောင်းနေတော့ဒေါကရောက်လာပြီး match ကိုမြင်လိုက်တဲ့အတွက်ဟိုအော်ဒီအော်တွေလုံနေတော့ match ကလည်းပါရိုက်လိုက်ပြီးတိတ်နေစမ်းမင်းเจ้าကအာအင်းနေလကားသုံးပြီးသွားပြီလို့ပြောလိုက်တဲ့အတွက်ဒေါကလည်းမင်းကိုတတ်ပြစ်မယ်လို့ပြောလိုက်တဲ့အချိန်မှာပဲကောင်မလေးတယောက်အော်တန်ကိုကြားလိုက်ရပြီးအနိုင်ကျင့်ခံနေရတဲ့အတွက်ဒေါကဝင်ခဲ့လိုက်ပြီးကောင်မလေးကကျေးဇူးတင်စကားပြောတဲ့အခါမှာတော့မြင်မြင်ချင်းချွေသွားပြီးကနာမငြိမ်နေပါဖြစ်လို့နေပါတော့တယ်တစ်ဖက်မှာတော့ဟိုငနေကကင်းမီကောက်ကြီးကိုတက်လိုက်ပြီး match ကိုလိုက်ချဖို့ပြင်လို့နေပါပြီတော့ကတော့ကောင်မလေးနဲ့ဒူးချင်းလေးထိတာတော့ဖီးတွေတက်နေတဲ့အတွက်စော်လေးလဲစောက်ဘောလို့တူတူလေးပြောလိုက်တဲ့အခါဘာပြောတာလဲလို့တော့ကပြန်မေးလိုက်ပြီးစော်လေးကလည်းအရန်ချောတဲ့ဘာညာနဲ့မြောက်ပေးလိုက်တဲ့အတွက်ငနေသားလဲတိတ်နေပေါ်တော့လွင့်မလို့တွေဘာတွေဖြစ်နေလို့မနေထိန်လို့နေရပါတယ်တကယ်တော့စော်လေးကမော်ဆွမ်းအားနဲ့ပြုစားထားတာဖြစ်ပြီးဒီတယောက်ကတော့ရပြီဆိုပြီးတော့ match ကို easily တွားလောက်တာဟိုငနေကမားဆိုရင်မတောင်တမ်းမခံတာမလို့ဘလို့ပဲပြုစားမရတာကြောင့်စော်လေးလည်းစိတ်ညစ်သွားတဲ့အတွက်တော့ကဘာများဖြစ်တာလဲလို့မြင်လိုက်တဲ့အခါစော်လေးကလည်းသူ့ကို saver ဆိုတဲ့ကောင်ကချင်းချောင်းနေတဲ့အတွက်ဘာဆက်လို့ရမှန်းမသိဘူးလို့ဘာညာနဲ့မျက်ရည်ချူပြလိုက်တာတော့ကလည်းချက်ချင်းပဲအဲ့ကောင်ကိုကိုကြီးကြုံပြီးမယ်ဘာညာနဲ့အမတ်ယူနေတဲ့အချိန်မှာပဲဟိုငနေကရောက်လို့လာခဲ့ပါပြီဘယ်သူကိုဘာလုပ်မှလဲလို့ငနေကမေးလိုက်တဲ့အတွက်မင်းကိုတတ်ပြစ်မယ်လို့တော့ကပြောလိုက်တဲ့အခါစေးပါဆိုတဲ့ငနေကလည်းဘာညာတရကရှီချောင်းနေလို့နေလို့တော့ကလည်းစတင်တိုက်ခိုက်လိုက်ပါတော့တယ်スプラムエクスプラムတော့လေပြီးသွားပြီလို့ထင်လိုက်ပြီမဲ့အနေသားကသူ့ရဲ့မော်နဲ့ကာထားလိုက်ကမင်းနဲ့ငါကစွမ်းအားချင်းအရန်กว่าတယ်ဆိုပြီးတစ်ချက်တက်ပြီးလိုက်ကအစောကပြောတော့တက်ပြစ်မယ်ဆိုငါတက်စမ်းပါဆိုပြီးပြောလိုက်ပါတော့တယ်တော့ကလည်းဘလို့တွေဖြစ်ကုန်တာလဲဟာစားချင်းကအရန်กว่าလို့နဲ့ match ကိုကြည့်ရတာလဲကုညီမဲ့ပုံမရဘူးဒီလိုဆိုစော်လေးကအထင်စမောသွားလိမ့်မယ်လို့တွေးနေတဲ့အတွက်စေဘာကလည်းစိတ်ဝင်စားစရာမကောင်းဘူးကွာမင်းကိုအခွင့်အရေးတစ်ခုပေးမယ်မင်းငါတုံးတဲ့မော်ဆာကို9ချိန်တောင်းခံနိုင်ရင်ဟိုစော်လေးကိုလွတ်ပေးမယ်ပြီးရင်လောင်ချေးအနေနဲ့ငွေတင်းကားတစ်ခုလည်းပေးမယ်ဘလို့လဲလို့မေးလိုက်တဲ့အတွက်တော့ကလည်း okay လေးလို့ပြောလိုက်ပြီးစော်လေးကလည်းမလောက်ပါနဲ့လို့ပြောလိုက်ပြီမယ်တော့ကတော့ဒီလောက်ကတော့ AC ပါလို့ပြောလိုက်တဲ့အခါမင်းတယောက်တည်းမဟုတ်ဘူး match လဲပါတယ်ဆိုပြီးစေဘာကပြောလိုက်တဲ့အတွက်တော့ကလည်းရတယ်သူ့အစားကငါပဲခံပေးမယ်လို့ပြောလိုက်ပါတော့တယ်စေဘာကလည်းမင်း10ချိန်တောင်ခံရမှာနော်လို့ပြောလိုက်တဲ့အတွက်တော့ကငါမွေးတယ်မီငါပဲငိမ့်မယ်လို့ပြောလိုက်ကအတင်းပြင်လိုက်တဲ့အချိန်မှာပဲစေဘာကပထမတစ်ချက်တိုက်ခိုက်လိုက်တဲ့အတွက်တော့လည်းအထိနာသွားပြီးဘလို့လဲ10ချိန်တောင်နော်လို့စေဘာကပြောလိုက်ပြီးဇက်တိုက်ခိုက်လိုက်ပါတော့တယ်イアンフィストကိုချက်ပြီးသွားတာတော့ဒေါကရက်နိုင်ပြီးစော်လေးပြောတာတွေကိုပြန်မြင်အောင်နေကမင်းလေးမျက်ရည်ကြတာမြင်ချင်ဘူးလို့ပြောလိုက်တဲ့အတွက်စေဘာကလည်းခံနိုင်ရရှိသားပဲဆိုပြီးနောက်ဆုံးတစ်ချက်ကိုအားရပါရကျွေးပေးလိုက်ပြီးမဲ့ဒေါကပြန်ထလာပြီးတော့10ချိန်ပြည့်ပြီနော်မင်းကတိကိုမင်းတီလို့ပြောလိုက်ရင်လဲကျသွားပါတော့တယ်
စောက်ယူမင်းနဲ့ကအစွမ်းချင်းကွာတာမသိဘူးလားလို့စီဗာကပြောလိုက်တဲ့အတွက်စော်လေးကိုခေါ်သွားတော့ကျန်တာငါရှင်းလိုက်မယ်လို့ match ကိုတော့ကပြောလိုက်ပေမဲ့လည်းစီဗာကနောက်တစ်ခါထပ်ပြီးကြွေးလိုက်ပြီးတော့ကလည်းစော်လေးကိုပဲခေါ်သွားဖို့ပြောနေပေမဲ့စောက်ယူလားငါကပြုစားထားတယ်ဆိုရင်တော့အလောက်တော့မပိန်းတင်ဘူးငါကနင်းလူကောင်တွေကိုအရင်ဆုံးမယ်လို့စော်လေးကထပြောလိုက်တဲ့အတွက်စီဗာကလည်းကိုကာကွယ်ပေးခဲ့တဲ့ကောင်မလေးစီကဒီလိုမျိုးပြောခံနေရတဲ့စောက်ပေါ်လေးလို့ပြောလိုက်တဲ့အခါမှာတော့သူ့ရဲ့ပါဇက်ကိုမော့ရှ်ကခရင်မောင်းနဲ့လှမ်းပစ်လိုက်ပြီးဒီတစ်ခါငါလည်းတေချာလေးတိတ်ပြီမယ်လို့ပြောလိုက်ပါတော့တယ်တစ်ဖက်မှာတော့ Lance က match တယောက်အဆင်ရောပြေရလားလို့ပြောလိုက်ပေမဲ့ Finn ကတော့အဆင်ပြေမှာပါလို့ပြောလိုက်သလိုလီမွန်ကလည်းဝင်ခွင့်စာမင်းပွဲတုန်းကဆိုရင်ဆရာကိုတော် match ကအနိုင်ယူခဲ့တာတော့ပြောလိုက်တဲ့အတွက်မော်ပညာမှာဆိုရင်ကိုညီထောက်ပံ့မှုအဖြူရောင်မော်နဲ့တိုက်ခိုက်မှုအနီရောင်မော်ဆိုပြီးနှမျိုးရှိသလိုဟိုဆရာကအဖြူရောင်မော်အသုံးပြုသူမလို့ match ကနိုင်ခဲ့တာဆိုပေမဲ့အခုဟာကအနီရောင်မော်အသုံးပြုသူဖြစ်ပြီးအမှတ်လည်းနှစ်ခုပါတာမလို့ match ထက်အများကြီးတာနိုင်တယ်ဆိုပြီး Lance ကပြောပြလိုက်ပါတယ်စီဗာကလည်းမင်းတို့နှစ်ကောင်ကငါ့ကိုတော်တော်စိတ်ကျဉ်အောင်လုပ်ပေးနိုင်တာပဲလို့ပြောလိုက်ပြီးဒေါ်ရဲ့စပင်းတွေကိုဆွဲလိုက်ကမင်းကြောင့်ငါအင်ဂျီတွေစွန့်ကုန်ပြီဆိုပြီးတော့ခေါင်းကိုကင်ဆောင်တော့မဲ့ချိန်မှာပဲ match ကပြေးထုတ်လိုက်တဲ့အတွက်ငနေလဲသူ့ရဲ့မော်နဲ့ကားလိုက်ပြီးငါကမင်းထက်အများကြီးတာတယ်ဒါတော့မင်းကငါ့ကိုတတ်ဖို့ကြိုးစားနေတာလားလုပ်ကြည့်လိုက်လေဆိုပြီး match ကိုလည်းတစ်ချက်ကျွေးလိုက်ပါတော့တယ်နောက်ထပ်ဆက်တိုက်ကျွေးနေပြီးလာတက်ဆမ်းမလို့ပြောလိုက်တဲ့အတွက် match လဲ VPN လေးနဲ့ကြည့်ပေးကြပါဆိုတဲ့ spare ကိုရွတ်လိုက်တဲ့အခါဘာတွေရွတ်နေတာလဲတခါမှမကြားဘူးဆိုပြီးထက်ကျွေးလိုက်ကမင်းနဲ့ငါကစွမ်းအားချင်းကွာဆိုပြီးစကားတော့မဆုံးလိုက်ခင်မှာပဲစောက်ခွက်ကြီးကိုအားရပါရထိုးခံလိုက်ရပါတော့တယ်ဒါတော့ငနေကလေမလျှော့ပဲငါကအတော်ဆုံးကွာဆိုပြီးစက်တိုက်နေလို့ match ကလည်းနောက်ထပ်တစ်ချက်အားရပါရကျွေးပေးလိုက်တဲ့အခါဒီကောင်းကိုငါမနိုင်တော့ဘူးနောက်တစ်ချက်တာထိုးခံရရင်အသက်ဘေကထွက်သွားမှန်းတော့သိမှာမဟုတ်ဘူးလို့ငနေကတွေးလိုက်ပေမဲ့ match ကနောက်ဆုတ်သွားပြီးထိုင်နေလိုက်ကမင်းလဲ10ချိန်ခံနိုင်တယ်မလားတစ်ချက်ရှိပြီနော်ဆိုပြီး match ကပြောလိုက်ပါတော့တယ်match ကပြန်ထလာပြီးတော့3ချက်မြောက်ထိုးခံဖို့အသင့်ဖြစ်ပြီလားလို့မေးလိုက်တဲ့အတွက်ဟိုကနေလဲငါတော့ခံနိုင်တော့မှာမဟုတ်ဘူးခုစဉ်းစားရမယ်ဆိုပြီးတွေးနေတဲ့အချိန်ခေါင်းမှာကျဲမဲ့သားနဲ့ဂိမ်းမီကောက်ကြီးရောက်လာတဲ့အတွက်ဒီကောင်ကဒင်္ဂါနှစ်ခုတန်တဲ့ကောင်ပဲဒီကောင်နဲ့ match နဲ့တိုက်ခိုက်နေတဲ့အချိန်ငါပြေးရမယ်လို့စဉ်းစားလိုက်ပေမဲ့ဂိမ်းမီကောက်ကြီးကိုတစ်ချက်တည်း gravity ပြင်ဘက်ကိုလွှင့်ပစ်လိုက်ပြီးငါအလုပ်များနေသေးလို့ sorry ဆိုပြီး match ကပြောလိုက်တဲ့အတွက်နော်လဲချွေးစောပြန်လာပြီး match ကဘာလို့တော်ပါတော့လို့မပြောတာလဲငါမင်းကိုကြည့်ပြီးတနာလာပြီလို့ပြောလိုက်ပါတော့တယ်အဲ့ဒီနောက်စော်လေးကိုလဲကြည့်လိုက်ပြီးစော်လေးလဲသွားပြီးစေးဘားကိုနိုင်မယ်ထင်တာလို့တွေးလိုက်ကတောင်းပန်ပါတယ်သူခိုင်းလို့လောက်ရတာပါကြောက်လို့လောက်ရတာပါဆိုပြီးမျက်ရည်ချူပြလိုက်တဲ့အတွက် match ကအနောက်ကနေဖတ်ထားလိုက်ပြီးစိတ်မပူပါနဲ့လို့ပြောလိုက်တဲ့အတွက်နင်တို့ယောက်ျားတွေကဒီလိုကြီးပဲလို့စော်လေးကတွေးလိုက်ပေမဲ့ match ကကင်ပေါက်လိုက်ပြီးငါကလူတိုင်းကိုဒန်းတူဆက်ဆန်တက်တယ်လို့ပြောလိုက်ပါတော့တယ်အားလုံးပြန်ဆောင်ကြတဲ့အခါလေမွန်ကစိတ်ပူနေသလို Lance ကလည်းတကယ်ကြီးဟိုကောင်နဲ့တွေးခဲ့တာလားလို့မေးလိုက်ပြီး Finn ကလည်းကျန်တဲ့ကီမီကောက်ကြီးကိုပါအမောက်သိပ်လိုက်တဲ့အတွက်အရမ်းမိုက်တာပဲလို့ပြောဆိုနေကြတဲ့ချိန် Match ကတော့ကိုလမ်းကြည့်လိုက်ပြီးလေမွန်ကလည်းအဆင်ပြေရလားရှင်းလို့မေးလိုက်တဲ့အတွက်တော့လဲထက်ကြေသွားပြီးအစောနာကဖြစ်ခဲ့တာတွေအတွက်တောင်းပန်သလိုကျေးဇူးလည်းတင်ပါတယ်လို့ Match ကိုပြောလိုက်တဲ့အခါ Match ကလည်းမင်းမဟုတ်သလိုပဲလို့ပြောလိုက်တဲ့အတွက်ပေါက်လို့ပဲသားရဲ့အဲ့လိုတွေပြောရတာငါလည်းရှက်တယ်ကွာဆိုပြီးတော့ကပြောလိုက်ပါတော့တယ်မင်းတော့ပြစ်မှတ်ထားခံနေရပြီလီယန်ကားလူတွေကငါတို့လိုအဒလာကားလူတွေရဲ့တင်ကားတွေကိုလိုက်လူနေတာဒါကြောင့်စီဗာကမင်းစီရောက်လာတာထင်တယ်လီယန်ဒေါမှာရှိတဲ့လီယန်အီလိုက်လို့ခေါ်တဲ့တော်ဝင်သွေးပါတဲ့သူတွေနဲ့ပဲဖွဲ့စည်းထားတဲ့ဖွဲ့ကမာဂီယာလူပတ်ဆိုတဲ့တင်ကားလူတဲ့တိုက်ပွဲကြီးကိုစနေပြီထင်တယ်လို့ Lance ကပြောလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲ match ရဲ့ဘောင်မီကလင်းလာပြီးဟိုငနေစီကတင်ကားတစ်ခုကင်းမီကောက်ကြီးစီက2ခုနဲ့ရှိဝီသား2ခုစုစုပေါင်း5ခုပြတ်သွားတဲ့အတွက်ရွှေတင်ကားတစ်ခုဖြစ်သွားပါတော့တယ်ဒါနဲ့ဒေါ်နေခွဲထားတာငါလည်းမသိလိုက်ဘူးလို့ match ကပြောလိုက်တဲ့အတွက်ဝင်ခွင့်မှာကလေးကတခါတည်းခွဲပြီးသားလေလို့ Finn ကပြောလိုက်တဲ့အခါ match လည်းပြန်စဉ်းစားလိုက်ပြီးဒီ unicorn ရဲ့ဂျိုးကိုကန်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကိုဖတ်ပြီးတော့တက်ဆိုင်တဲ့ဒေါ်နေကို unicorn ကပြောပြလိုက်မယ်လို့ဆရာမကပြောလိုက်ပြီးပထမတစ်ယောက်ကနေစတင်လိုက်ပါတော့တယ်unicorn ကလည်းလောက်တက်က10ဆွနဲ့တစ်ခုစာလောက်ရှိနေပြီမလို့စိတ်ဖက်လိုက်ရုံနဲ့ဘသူကဘယ်တော့ဆိုတာကိုသိနေပြီဆိုပြီးကိုအထင်နေစွတ်ကြီးနေပေမဲ့ match အလဲကိုရောက်တဲ့အခါမှာတော့ကြာကြီးစဉ်းစားနေသလိုဒီကောင်ခရင်မုံကလွယ်ပြီးတခြားဟာတွေးမနေဘူးလားဆိုပြီးကြံရများတဲ့ဆုံးခရင်မုံကြိုက်တဲ့သူကအေဒလာဒုံကိုသွားဆိုပြီးပြောလိုက်တဲ့အတွက်သူအေဒလာကိုရောက်လာတဲ့အကြောင်း match ကပြောပြလိုက်ပါတယ်Lance ကလည်းလီယန်အီလိုက်ဖွဲ့ကအဖွဲ့ဝင်9ယောက်ရှိပြီးအလင်းရသူဖြစ်ဖို့အတွက်ဒင်ကားတွေလိုက်စုနေတာဖြစ်လို့မင်းအနေနဲ့တတိထားပါလို့ match ကိုပြောလိုက်တယ်ဆိုပေမဲ့လည်းနောက်တစ်နေ့မှာတော့ငနေသားလေးကလမ်းပြောက်ပြီးလီယန်အီလိုက်တွေစုနေတဲ့နေရာကြီးကိုတန်တမမတ်ကြီးကိုရောက်သွားပါတော့တယ်စီဗာကတော့အေဘယ်ဆိုတဲ့လူကိုဇွတ်တွေတောင်းပန်နေပေမဲ့ဟိုကောင်ကတော့မင်းကငါတို့ကဒင်ကားတွေတောက်လူခိုင်းတာလေဒါကိုမင်းစီကပြန်လူခံလိုက်ရတယ်ဆိုတော့မင်းကသုံးမရတော့ဘူးဆိုပြီးရုပ်တရက်ဖြစ်ပြောင်းလိုက်ပြီးတော့အလင်းရသူကငါပဲဖြစ်လာရမယ်အေဒလာကားကောင်တွေမဖြစ်စီရဘူးဟုတ်တယ်မလားအမေဆိုပြီးသူ့လက်ထဲကအယုတ်ကိုပြောလိုက်တဲ့အချိန်မှာပဲ match ကရောက်လာပြီးတောင်းပန်ပါတယ်နော်တကားကိုတွန်းရမလားဆွဲရမလားမသိတာမလို့ဒါနဲ့အယုတ်ကြီးနဲ့စကားပြောနေတာဆိုတော့အစင်ကောပြည့်ရလားဆိုပြီးမေးလိုက်ပါတော့တယ်မင်းကအခုကျောင်းမှာဆယ်လီဖြစ်နေတဲ့ကောင်မလားလို့မေးလိုက်တဲ့အတွက်ဟုတ်ပါတယ်လို့ match ကပြန်ဖြေလိုက်ပြီးမင်းပါလို့အလင်းရသူဖြစ်ရှင်တာလဲလို့ထပ်မေးလိုက်တဲ့အခါမီတာစုနဲ့အေးအေးချမ်းချမ်းနေချင်လို့ပါဆိုပြီး match ကပြန်ဖြေလိုက်တဲ့အတွက်ဟုတ်လားဒါဆိုမင်းမနေပြီဒီလောကကြီးကိုအလင်းရသူတွေကဖန်ဆင်းထားတာမင်းပုံစံနဲ့ဆိုမဖြစ်နိုင်ဘူးလို့အာဘယ်ကပြောလိုက်တော့
မင်းကောလို့ match ကပြန်မလိုက်တဲ့အတွက်ငါကလောကကြီးကိုပုံမှန်ပြန်ဖြစ်စေချင်တာလူတွေဘာလို့တိုးတက်လာလဲသိလားအာနာရှိတဲ့သူတွေကတာမန်လူတွေကိုဖိနှိပ်ထားလို့ပဲအခုကျတော့တယောက်နဲ့တယောက်ကူညီဖေးမနေကြတယ်စောက်ရင်းမပါတာလေကွာဒါကြောင့်ငါကပုံမှန်လိုပြန်ဖြစ်အောင်လုပ်မလို့ဆိုပြီးပြန်ဖြေလိုက်တဲ့အတွက်ဒါဆိုမင်းလည်းငင်းချမ်းရေးကိုလိုလာတဲ့သူပဲပေါ့ဆိုပြီးသူညံမီတလောက် match ကပြောလိုက်တဲ့အတွက်မာဂီယာလူဘတ်အဖွဲ့သားတွေလည်းဒီကောင်ပါလားအဲ့ပဲပြောတာတွေကိုနားထောင်နေရလားဆိုပြီးကြောင်သားကြပါတော့တယ်阿贝个，没有水电阿里北面收银，他多款北面路标来的多，买个嘞，北把路标来的卡，明嘛人手款是无所谓，有的呢啥店打开来北面，买个都怪标来的多，有的有嘞就别多比路边偏多吧的嘞。大北面，哪里有个你抽出来的多，买是嘞，弟有个不但的哈路标来比，有个嘞水电阿个有来个，阿贝个就北来比，买个嘞别抽来吧的嘞。阿贝个，ဒီ水电阿个刚刚东北把面路标来的多。တိုက်ခိုက်မိလို့ sorry ပါလို့ match ကပြောလိုက်ပြီးထွက်သွားတော့မယ်လို့မှာတော့စေးဖားရဲ့ခေါင်းကိုနင်းမိတာကြောင့်ဒီကောင်ဘယ်ကနေရောက်လာတာလဲဟာဆိုပြီးထူလိုက်ကသူ့ကိုစေးခန်းခေါ်သွားလိုက်အောင်မယ်နော်လို့ပြောလိုက်တဲ့အတွက်မင်းပြန်မြူတော့ဘူးလားလို့အဘေကမေးလိုက်ပြီး match ကလည်းရတယ်ယူထားလိုက်ဒါပေမဲ့မင်းဘလောက်ပဲတော်ငါကအရှုံးပြီးမှတော့မဟုတ်ဘူးနော်လို့ပြောလိုက်တဲ့အတွက်အားလုံးလည်းဘူရှိုးဝိုင်းရှိုးနေပြီးတွားခွင့်ပြုပါအောင်လို့ပြောလိုက်က match ကထွက်သွားပါတော့တယ်အဘေကဒီကောင် confident level တော်တော် high နေတာပဲတခုခုတော့လွယ်နေပြီထင်တယ်ဆိုပြီးလက်ထိတ်ကတင်ကားကိုကြည့်လိုက်တဲ့အခါအယုတ်ရဲ့အင်ဂျီကကျယ်လေးကြီးဖြစ်နေပါတော့တယ်ဖွဲ့ဝင်တွေကစော်လေးကတော့ငါဘာတွေမြင်လိုက်ရတာလဲအယုတ်ကဒင်္ဂါကိုပြစ်ပေးလိုက်တဲ့အချိန်သူကအယုတ်ရဲ့ကျယ်ဒီကိုကိုက်ဖြတ်လိုက်ပြီးဒင်္ဂါကိုလမ်းပစ်လိုက်ပြီးတော့ပါဇက်နဲ့လေဘော်ကဒင်္ဂါကိုပြန်ဆုပ်ယူလိုက်တာလေလားဒါကြီးကဖြစ်ကောဖြစ်နိုင်ရဲ့လားဆိုပြီးတွေးလို့နေပါတော့တယ်မတ်ကတော့ငါဟာလေးပါသွားတော့မလို့တော်သေးတယ်လို့ပြောလိုက်ပြီးဒီကောင်ကတော့ဘာလို့အဲ့ဒီကိုရောက်နေတာလဲဆိုပြီးတွေးလို့နေပါတယ်စီဗာနိုးလာတဲ့အချိန်မှာတော့ငါလူပြန်ဖြစ်ပြီဟာဒါနဲ့ဒီကိုဘလို့ရောက်နေတာလဲဆိုပြီးတွေးနေတော့မတ်ကိုမြင်လိုက်တဲ့အတွက်မင်းကဘာလုပ်နေတာလဲမဟုတ်မှလွယ်ရောမင်းကကိုကယ်လာတာလားလို့မေးလိုက်ပြီးဘာလို့ကဲတာလဲလို့ပြောလိုက်တဲ့အတွက်မတ်ကဒုက္ခရောက်နေရင်ကုညီရမယ်လေလို့ပြောလိုက်ကငါသွားတော့မယ်နော်ဆိုပြီးထွက်သွားလိုက်ပါတော့တယ်တစ်ဖက်မှာတော့ lens နဲ့ dot တို့ကြားမှာတင်းမာမှုတွေဖြစ်ပေါ်နေပြီးမင်းဘာလို့ဒီအခန်းထဲရောက်နေတာလဲသပင်ကြီးကောဘာလို့ချိန်ထားတာလဲလို့ lens ကမေးလိုက်တဲ့အတွက်ငါဟာငါထားချင်းသလိုထားမှာပေါ့ဒီလိုလေးဆိုလေမွန်ကကြိုက်မလားပဲလို့ဒေါကပြောလိုက်တဲ့အတွက်ဘာလို့မင်းတို့နှစ်ကောင်ကငါတို့အခန်းထဲမှာလာပြီးရန်ဖြစ်နေတာလဲဆိုပြီးဖင်းကဝင်ပြောလိုက်ပါတော့တယ်ဒေါကလည်း lens ကိုကြည့်ပြီးဒီကောင်ဘွားကတော့ကြော့လေးနေမှာပဲမင်းတို့ရုပ်ချောတဲ့ကောင်တွေကိုငါကစောက်ရမ်းမွန်းတာပဲလို့ပြောလိုက်တဲ့အတွက်ငါကလည်းမင်းတို့စောက်ဘောတွေကိုအမုံဆုံးပဲလို့ lens ကပြောလိုက်ကတက်ပြစ်မယ်ဆိုပြီးနှစ်ကောင်သားရန်ဖြစ်နေတဲ့အတွက်ကိုက်ချင်ရင်အပြင်မှာသွားကိုက်ကြဆိုပြီးဖင်းကပြောလိုက်တဲ့အချိန်မှာပဲ match ကတကားကြီးဖြတ်ပြီးရောက်လာကဟုတ်တယ်အပြင်မှာသွားကိုက်ကြပစ္စည်းတွေပျက်စီးကုန်မှာဆိုလို့ပြောလိုက်တဲ့အတွက်အေးမင်းကပဲပြောရသေးတယ်ဆိုပြီးဒေါနဲ့ဖင်းကပြောလိုက်ပါတော့တယ်အဲ့ဒီနောက်ဒေါကသူအကြိုက်ဆုံးဆေးလက်ဖက်လေးလက်ဆောင်ပေးလိုက်ပြီး lens ကလည်းဒင်္ဂါတွေလူဖို့ပြောနေတဲ့ချိန်လေမောင်ကအရေးတကြီးရောက်လာပြီးပြောစရာရှိတာမပြောပဲနင်တို့က၄ယောက်ငါကတယောက်တည်းဆိုပြီးတယောက်တည်းမှောင်နေတဲ့အတွက်နင်ကိုဘာလို့မှမလို့လဲလို့ဖင်းကပြောလိုက်မှပဲဟုတ်တယ်နော်ငါတော့လိုက်ခဲ့ကြဆိုပြီးခေါ်သွားလိုက်ပါတယ်ဒီမှာကြီးလီယန်ဒေါကရွှေဒင်္ဂါတွေအများကြီးရနေပြီငါတို့မှာကတပြားပဲရှိသေးတယ်အော်ကာဒေါကလည်းကိုဟာကိုနေတာမလို့ဒီတိုင်းဆိုလီယန်ငါလူတွေပဲအလင်းရသူဖြစ်သွားလိမ့်မယ်အဒလာကစီနီယာတွေကလည်းအားလုံးကွင်းစင်းနေကြလို့ငါတို့ကပဲသူတို့ကိုတားရမယ်လို့လေမန်ကပြောလိုက်တဲ့အတွက်ဒေါကတော့သဘောတွေကြားလို့နေပါတော့တယ်အားလုံးကဒါဆိုလဲငါတို့ပဲလုပ်ပေးကြတာဘောလို့ပြောလိုက်ပြီး match ကလည်းငင်းချမ်းရေးအတွက်လက်သီးကိုအသုံးပြုရတော့မယ်ဆိုပြီးပြောလိုက်ပါတော့တယ်ဒါပေမဲ့ကျောင်းကြီးက match ကိုအပြစ်ပေးတဲ့အနေနဲ့ဇီကွက်တွေနေတဲ့နေရာကိုတပတ်တိရှင်းရမယ်လို့မှာထားတာကြောင့်match တရားဇီကွက်တွေနဲ့တိုင်ပတ်နေတဲ့အချိန် lens ကရောက်လာပြီးမင်းကိုလာကူတာလီယန်ငါကောင်းနေဒင်းကားလာလူမှာဆိုလို့ဆိုပြီးပြောလိုက်တဲ့အတွက်အမေမင်းကငါ့ကိုစိတ်ပူတာလားလို့ match ကမေးလိုက်ပြီးရှောက်မတွေးနဲ့တက်ပစ်မယ်ဆိုပြီး lens ကပြောလိုက်ပါတော့တယ် lens ပြောသလိုပဲမာဂီယာလူဘတ်ကငနေနဲ့ကောင်ကတော့ match ရဲ့ရွှေတင်ကားကိုလူဖို့ရလို့လာခဲ့ပါပြီ match ကတော့ဇီကွက်တွေဝိုင်းဆိုင်တာခံနေရတဲ့အတွက်မင်းကိုဇီကွက်တွေတောင်ကြည့်မရဘူးလို့ lens ကပြောလိုက်တဲ့အချိန် spare တစ်ခုယူတန်ကိုကြားလိုက်ရပြီး match လည်းရေထဲကျသွားကစက်ကြတစ်ခုကလည်းဝင်လာပါတော့တယ်ငါတို့ကမင်းတို့စီကရွှေတင်ကားကိုလာယူတာငါတို့ကမာဂီယာလူဘတ်ရဲ့6ရက်မြောက်အဆွဲအန်ဒရူးနဲ့9ရက်မြောက်အဆွဲရှင်းရီပဲလို့ပြောလိုက်ပြီးအလင်းရသူဆိုတာမင်းတို့အတွက်မဟုတ်ဘူးရွှေတင်ကားချင်းလောင်မီတိုက်ရအောင်လို့ပြောလိုက်ပါတော့တယ်match တယောက်ကတော့ရေမကူးတက်တဲ့အတွက်ကြီးအောက်မြုပ်သွားပြီးအန်ဒရူးကလည်းငမန်းတွင်ကိုပြောင်းကချက်ချင်းရည်ထဲခုန်ဆင်းသွားပါတော့တယ်မင်းကငါပြိုင်ပွဲဆိုတော့တခုပြောပြမယ်ပြိုင်ပွဲတစ်ခုမှာနိုင်တဲ့သူတွေရှုံးတဲ့သူပဲရှိတယ်ဆိုပြီးရှင်းရီကပြောလိုက်တဲ့အတွက်ဘာအောင်လားဟာလူတိုင်းသိတဲ့ဟာကိုဆရာကြီးထားနေလာပြောနေတယ်လို့ lens ကပြောလိုက်ပြီးရှင်းရီကစတင်တိုက်ခိုက်လိုက်ပါတော့တယ် lens လည်းတိုက်ခိုက်ဖို့လုပ်နေပေမဲ့ဇီကွက်တွေရှိနေတာကြောင့်ပြန်တိုက်မယ်လို့တိုင်းသူ့ညမလေးကိုပြန်မြင်အောင်နေတဲ့အတွက်ရှောင်မဲရှောင်နေရပြီးမင်းကမြေဆွဲရမှုကိုအသုံးပြုတဲ့ crown မီတာစုကမလားထင်တယ်လို့လည်းမဟုတ်ပါလားမင်းလိုအားနေတဲ့ကောင်ကိုအနိုင်ပိုင်းရတာတော့ကောင်းတာမရှိတော့ဘူးလို့ပြောလိုက်တဲ့အတွက် lens လည်းသူ့ရဲ့စပယ်နဲ့တစ်ချက်လုပ်လိုက်ကနောက်ကကော်ပြားကြီးပဲပြုတ်ကျသွားတဲ့အတွက်မင်းကိုတာအနိုင်ယူလိုက်ရင်ငါလည်းဒီထက်ပိုပြီးဂုံတက်သွားတော့မှာပဲဆိုပြီးရှင်းနေကတွေးလိုက်ပြီးတိုက်ခိုက်လိုက်ပြီးမဲ့ဇီကွက်တွေအလုံးတနေရာထဲမှာစုနေတာကြောင့်အံ့ဩသွားပြီး lens ကတော့ပြလိုက်ကဇီကွက်တွေကိုထိမှန်ကြောက်လို့ဘာမှပြန်မလုပ်သေးတာအခုတော့တကယ်သိပ်ပြမယ်လို့ပြောလိုက်တဲ့အတွက်
ဒီကောင်ဇီကွက်တွေရှိလို့ဘာမှမလုပ်တာလားလို့ဟိုငနေကတွေးလိုက်ပြီးသူ့ရဲ့အကျန်းဆုံးမော်နဲ့တက်ခတ်လိုက်ပေမဲ့ Lance ကဖြတ်စည်းလိုက်ပြီးသူ့ကိုလည်းမော်နဲ့ဖိချလိုက်တာကြောင့်မျက်နှာကြောင်ချင်းတူတာတော့စွမ်းအားချင်းကအလောက်တောင်ကွာရလားဆိုပြီးနည်းနည်းလေးရှုံးသွားပါတော့တယ်မင်းကဂုံတက်ချင်လို့တက်တက်ပဲတိုက်ခိုက်တာလေလားဒါဆိုရင်တော့မင်းလိုမျိုးကိုအတွက်တိုက်ခိုက်နေတဲ့သူကငါလိုမျိုးညီမလေးကိုကယ်ဖို့အတွက်စူးစမ်းနေတဲ့သူကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူးဆိုပြီး Lance ကပြောလိုက်ပါတော့တယ်ရီအောက်မှာတော့အမန်ကြီးအန်ဒရူကအမဲလိုက်ဖို့အချိန်တန်ပြီကွာလို့ပြောလိုက်ပေမဲ့သူ့ဘေးကနေအချိန်နဲ့တစ်ခုခုဖြတ်သွားတာကြောင့်ဘာကြီးလဲဟာမြန်လိုက်တာဟိုကောင်လည်းမတွေ့ပါလားလို့ပြောလိုက်ပေမဲ့မတ်ကဘေးကနေရေကူးပြီးဖြတ်သွားတာကြောင့်ဒီကောင်ပြောတော့ရေမကူးတတ်ဘူးဆိုပြီးတော့ဒါကငားရဲ့မော်လေးလို့ပြောလိုက်တဲ့အတွက်မတ်ကလည်းရေကူးတက်သွားပြီထင်တယ်ဂျေဇူးပဲနော်လို့ပြောလိုက်ပြီးအမြန်တွေကူးပြနေလို့ငါကပြန်ပြီးအမဲလိုက်ခံနေရတယ်လို့ပဲလို့အန်ဒရူကပြောလိုက်ပြီးသူ့ရဲ့အချမ်းဆုံးဖုန်းကိုပြောလိုက်ပြီးတော့ဒီတိုင်းဆိုငါ့ကိုဘယ်သူမှမနိုင်တော့ဘူးဆိုပြီးစကားတော့မဆုံးလိုက်ခင်ပါပဲမတ်ရဲ့ရေကူးတဲ့အကွက်နဲ့ပြန်ကျွေးခံလိုက်ရပြီးကိစ္စပြတ်သွားပါတော့တယ်လန်စ်ကလည်းမင်းနိုင်သွားတာလားဟာဒါတွေကမာကီယာလူဘက်ရဲ့လူတွေတယ်လားတိတ်လည်းမကြမ်းသလိုပဲနော်လို့ပြောလိုက်တဲ့အတွက်နောက်ကနေလူတယောက်ကရောက်လာပြီးအထင်သေးတာမစောလို့မလားလို့ပြောလိုက်တဲ့အခါနှစ်ယောက်သားလှည့်ကြည့်လိုက်ပေမဲ့ဟိုကောင်ကရှေ့ကိုပြန်ရောက်လာတဲ့အတွက်လန်စ်လည်းတိုက်ခိုက်လိုက်ပါတော့တယ်ဒါပေမဲ့လုံးမဖြစ်တာကြောင့်စိတ်လျှော့ကြပါငါလူတွေကိုပြန်လာခေါ်ရုံပါလို့ဟိုလူကပြောလိုက်ပေမဲ့မတ်ကပြေးထုတ်လိုက်ပြီးထိမသွားခဲ့တာကြောင့်ငါကလူတွေကိုပဲပြန်လာခေါ်တာနောက်ကြရင်ငါတို့တွေတွေးကြရုံမှပါဆိုပြီးသူ့လူတွေကိုပလင်းနဲ့ထည့်ပြီးထွက်သွားလိုက်ပါတော့တယ်ဟိုလူလည်းမျက်နှာဖုံးအပ်သွားပြီးဒီကောင်မော်မသုံးမင်းနဲ့တောင်တလောက်မြင်တာမဟုတ်မှလွယ်ရောသူလည်းငါလိုပဲလားဆိုပြီးပြောလိုက်ပါတော့တယ်မာဂီယာလူဘတ်မှာပါရမီပါတဲ့ကောင်တွေရှိနေတာကပုံမှန်ပဲသူတို့လိုကြမ်းတဲ့ကောင်တွေနဲ့တိုက်ခိုက်တဲ့အခါငါတို့ကတိတ်မတာနိုင်ဘူးဒီတော့ဒင်းကားတွေကိုငါတို့ကလူရမယ်အဲ့ဒါကြောင့်သူတို့ရဲ့လှုပ်ဝက်နေရာကိုတီးဖို့လိုတယ်လို့ Lance ကပြောလိုက်ပေမဲ့ Mash ကမုန်းနေပဲလုပ်နေတာကြောင့်မင်းငါပြောနေတာတွေကိုတေချာနားထောင်နေရလားမင်းလည်းဒီကိုရောက်လာတာကြာပြီဆိုတော့ငါတို့ဒေါ်ညံဝစ်စုံဝစ်လိုက်ဆိုပြီး Lance ကပေးလိုက်ပေမဲ့ဟိုငနေဝစ်တဲ့ပုံစံကိုရှိုးလိုက်ပါဖြစ်ရချင်းစရာဘယ်လောက်ကောင်းလဲဆိုတာလိုဂိုပါတယ်ဟာဆိုပြီး Mash ကပြောလိုက်တဲ့အတွက်လိုဂိုမဟုတ်ဘူးအဲ့ဒါအက်ဒလာရဲ့အမှတ်သားဆိုပြီးမင်းကိုအများကြီးမျှော်လင့်ထားတယ်လို့ Lance ကပြောလိုက်တဲ့အချိန်လယ်မငါရောက်လာပြီးထောင်တော့ပြဿနာတက်နေပြီဆိုပြီးလာခေါ်လို့လိုက်သွားကြပါတော့တယ်ဘလိုတွေဖြစ်သွားတာလဲလို့လယ်မငါမေးလိုက်တော့ငါလည်းတိကျအောင်မှတ်မိဘူးတနေရာမှာအပိတ်ခံထားရတယ်လို့ပဲမောင်မဲနေတဲ့နေရာမှာတစ်တာတဲ့ထဲအပိတ်ခံထားရတယ်လို့ပဲနိုးလာတော့ဆေးရုံကိုရောက်နေပြီအိမ်မက်တော့မဟုတ်တော့ဘူးလို့ထောင်ကပြောလိုက်တဲ့အတွက်ရော့ကိုကြီးစားဆိုပြီး Mash ကခရင်မုံနေကျွေးနေလို့လယ်မငါနေရတာကအဆင်ပြေလားလို့မေးလိုက်တဲ့အခါလောလောဆယ်တော့မသုံးနိုင်တော့သေးဘူးဆိုပြီးထောင်ကပြန်ပြောလိုက်ပါတယ် Lance ကလည်းဒါပေမဲ့ဘာလို့လူတွေအများကြီးဖြစ်နေရတာလဲဆိုပြီးပြောလိုက်တော့သူတို့လည်းငါ့လိုမော်ဆော့ယူခံထားရတာဖြစ်မယ်လို့ထောင်ကပြောလိုက်တဲ့အခါလယ်မငါ Mash ကိုအယုတ်လေးတစ်ခုပေးလိုက်ပြီးအခုတလောစိတ်ထဲတိတ်မတန့်လို့ကျမကိုယ်တိုင်ရှင်းအတွက်ကံကောင်းစီမဲ့ရုပ်လေးလှုပ်ထားပေးတာဆိုပြီးရှက်ရမ်းရမ်းက Mash ကိုတစ်ချက်ထိုးလိုက်ပြီးဘာကိုပဲဖြစ်ဖြစ်စိတ်လိုက်မှန်ပါမလုံးနဲ့နော်ပြီးရင်လည်းအဲ့ဒီရုပ်ကိုရှင်းနားမှာပဲအမြဲထားအဲ့နေရင်တော့အဲ့ဒါလေးကိုဖတ်ပြီးကျမကိုအိမ်မက်ထဲထည့်မှတ်ပေးပါဆိုပြီး share တွေ flip နေပြီးသူ့အသွေးနဲ့သူမောင်းလို့နေပါတယ်ညရောက်မှာတော့ဒါတွေကမာဂီယာလူဘက်ရဲ့လက်ချက်တွေတိချတယ်လို့ Lance ကပြောလိုက်တဲ့အတွက်မနေသားတွေလည်းတရားတစ်ပေါက်ပြောနေကြလို့ Lance ကဒေါနဲ့ဖင်းကိုမင်းတို့ကဘာလိုက်လို့တာလဲလို့မေးလိုက်တဲ့အတွက်ဒေါကငါလည်းဒင်းကားတွေလိုချင်တယ်လေလို့ပြောလိုက်ပြီးဖင်းကလည်းတယောက်တည်းကြောက်လို့ဆိုပြီးပြောနေလို့နှစ်ကောင်လုံးကညံ့မှန်ပြီးတော့ငါတို့ပဲခေါ်သွားရအောင်ဆိုပြီး Mash ကပြောလိုက်တဲ့အတွက် Lance လည်းစိတ်လီတယ်ဆိုပြီးတွေးလိုက်ပါတော့တယ်တနေရာရောက်မှာတော့လမ်မွန်ကိုတွေ့လိုက်တဲ့အတွက်နောက်ကကြည့်တာတောင်ချစ်စရာလေးဆိုပြီးဒေါကလမ်းခေါ်မယ်လို့ Lance ကနေအောင်တစ်ခုလွဲနေတယ်ဆိုပြီးပြောနေတော့ရုပ်တရုပ်ဖြစ်နေတဲ့လမ်မွန်ကလည်းကြည့်လိုက်တဲ့အတွက်အားလုံးလည်းပုံလိုက်ရပြီးဒါထိန်ချုပ်ခံထားရတာသိချတယ်လို့ Lance ကပြောလိုက်ပါတော့တယ်အားလုံးလည်းနောက်ကလိုက်ကြည့်ကြပြီးလမ်းဆုံးကိုရောက်တာတောင်လမ်မွန်ကိုမတွေ့တဲ့အတွက်ကြောင်နေတော့ဖင်ကအတန်တစ်ခုကြားလိုက်ရတဲ့အတွက်ဒါမော်ဆန်းအားပဲဆိုပြီး Lance က spare တစ်ခုကိုယူလိုက်တဲ့အခါတကားတစ်ချက်ဖွင့်လာပြီးငါအစွမ်းနဲ့တကားကိုရှာလို့ပဲရတယ်ဖွင့်ဖို့အတွက်တခြားမော်လို့တယ်လို့ Lance ကပြောလိုက်တဲ့အတွက်တော့ကလည်းသူ့ရဲ့မော်နဲ့ပြစ်လိုက်ပေမဲ့မရတာကြောင့် Mask ကအယုတ်တစ်ခုကိုယူလိုက်ပြီးအထာချာချာဖွင့်ပြလိုက်ပါတော့တယ်ခုငနေလေလေဒီကောင်ကိုတော့လိုက်မမီတော့ဘူးလို့ပြောလိုက်ပြီးဒီအောက်မှာလေမွန်လည်းရှိသလိုမာဂီယာလူဘတ်ကကောင်နေလည်းရှိနေနိုင်တယ်လို့ Lance ကပြောလိုက်တဲ့အတွက် Mash လည်းလေမွန်ပေးထားတဲ့ရုပ်ကလေးကိုကြည့်ရင်ဂရီကိုတော့မတည်နိုင်တော့ဘူးထင်တယ်ဆိုပြီး၄ယောက်သားအောက်ကိုဆင်းသွားကြပါတော့တယ်၄ယောက်သားတွားရင်လာရင်တနေရာရောက်မှာတော့အားကစားကွင်းကြီးကိုတွေ့လိုက်တဲ့အတွက်တယောက်တစ်ပေါက်ပြောနေတော့မနေ့တကောင်ကရောက်လာပြီးဒါအရင်ကပြန်ဝဲလောက်တဲ့နေရာလေးလို့ပြောလိုက်တော့မင်းကမာဂီယာလူဘတ်ကကောင်လားလို့ Lance ကမေးလိုက်တဲ့အတွက်မဟုတ်ပါဘူးတတိယအစထရကအကူကြီးတောင်းထားလို့ပါမင်းတို့လိုနေကျွန်းလာတဲ့ကောင်တွေကိုကျုံဖို့ပေါ့တတိရှိရင်ငါနဲ့ဒင်္ဂါချင်းလောင်ပြီးတိုက်ကြမလားလို့ပြောလိုက်တဲ့အတွက် Lance ကကျုံးမယ်လုံးနေတော့နေငါရင်တွားမယ်ရုပ်ချော်တဲ့ကောင်တွေကိုငါကစောက်ရမ်းမုံလို့ဆိုပြီးဒေါကပြောလိုက်တဲ့အတွက်သုံးကောင်သားဟုတ်လားဒါဆိုလဲကြိုးစားတော့ဆိုပြီးပြောလိုက်ပါတော့တယ်မင်းမဖန်ကလပ်တွေပါရှိလားလို့ဒေါကမေးလိုက်ပြီးဟိုကောင်ကလည်းရှိတယ်လေဘာဖြစ်လို့လဲဆိုပြီးပြန်ဖြေလိုက်တဲ့အတွက်မင်းတို့ကောင်ကိုတက်ပြစ်မယ်လို့ဒေါကပြောလိုက်တဲ့အခါကိုသုံးကောင်ကလည်းဒီကောင်မနာလို့တာ next level ကိုရောက်နေပြီဆိုပြီးဝေပြနေတော့ဟိုငနေကလည်းမင်းတို့ရုပ်ဆိုးတဲ့ကောင်ကိုငါမရှုံးစေရဘူးဆိုပြီးသူ့ရဲ့မော်နဲ့စတင်တိုက်ခိုက်ဖို့ပြင်လိုက်ပါတော့တယ်
တစ်ဖက်မှာတော့မော်ထာနာကလူကြီးကတေထန်ချခံထားရတဲ့အကျဉ်းသား6ယောက်ဟာအဆောင်တွေကိုတက်ပြီးထွက်ပြေးသွားကြောင်းဒီလိုမျိုးလုံးနိုင်တာကလည်း innocent zero ပဲဖြစ်ကြောင်းကျောင်းကြီးဝဘက်ကိုပြောပြလိုက်ပါတယ်တစ်ဖက်မှာတော့ဒေါ်တို့ကလည်းစတင်တိုက်ခိုက်လို့နေကြပါပြီမင်းတို့ကဆေးပါးကိုနိုင်သွားတဲ့ကောင်နေလားအဲ့ကောင်ကမင်းနဲ့ကျောင်းပါပြီးတုံးစားမရဘူးငါကသူ့ထက်ပိုပြီးကျန်းတယ်လို့ငနေကပြောလိုက်တော့ငါလည်းမင်းတို့ကောင်ကိုအနိုင်ပြမယ်ဆိုပြီးဒေါ်ကပြောလိုက်ပါတော့တယ်ပြီးတော့ spare တစ်ခုကိုရွေးလိုက်ပြီးဟိုငနေရဲ့ဘေးမှာအမတ်တွေချထားလိုက်ကငင်ငင်လေးနေတော့ဒါကပုံမှန်ထက်9စားပြင်းနေမှာပဲလို့ပြောလိုက်တဲ့အတွက်ငါကဒါကိုမိမယ်လို့မင်းထင်တာလို့ငနေကမေးလိုက်ပြီးဒေါ်ကလည်းမင်းတို့ကောင်ဆိုမိမှတိတ်ချတယ်ဆိုပြီးပြန်ပြောလိုက်ပါတော့တယ်ဟိုငနေလည်းဂီယူဆိုင်မနေပဲသူ့ရဲ့မော်နဲ့ပြန်တိုက်ခိုက်လိုက်ပြီးဒေါ်ကခုခံဖို့လုပ်ပေမဲ့မရတာကြောင့်အချုပ်ခံလိုက်ရပြီးအစူးတွေနဲ့ထိုးခံလိုက်ရပါတော့တယ်မင်းတို့မျိုးရုပ်ကလည်းဆိုအုံနောက်ကလည်းမရှိတဲ့အပြင်အားကိုလည်းထိအောင်မပြစ်နိုင်တဲ့စောက်ဘောကိုအဆုံးသက်ပြီးမယ်ဆိုပြီးငနေကကင်ပေါက်လိုက်ပေမဲ့ငါကအဲ့အမတ်တွေအလကားချထားတဲ့ထင်နေတာလားလို့ဒေါ်ကပြောလိုက်ပြီးတစ်ချက်ပေါက်ကွဲသွားပါတော့တယ်အဲ့ဒါကချိန်ကိုက်ပုံတက်တက်ပဲငါကမင်းရှိမှချိန်ကိုက်ပုံမထောင်ရဲဘူးထင်နေတာလားဆိုပြီးဖောက်ခွဲပြစ်လိုက်ပါတော့တယ်ဟိုငနေလဲရှုံးတာတော့အထာကြကြ post တွေပေးနေလို့ဒေါ်လဲတနာလို့မလုပ်တော့ပါဘူးကွာဆိုပြီးပြောနေတဲ့အချိန်တစ်ဖွဲ့လုံးမြေကြီးတဲကျွန်းသွားကြပြီး match ကသူ့ရဲ့မုံလေးပေးမှကြောက်နေသလို lance ကလည်းလောချင်တာတွေပြောနေပြီး fin ကတော့ကြောက်နေတဲ့အတွက်ဒေါ်လဲဒီကောင်ကငါထပ်ပို့ဆိုးတယ်ဆိုပြီးအောက်ကိုကျသွားကြပါတော့တယ်lance ကလည်းငါတို့ကိုလူခွဲပြီးချမလားဆိုပြီးတွေးနေတော့မော်ဆွမ်းတစ်ခုကိုခန်းစားမိသွားပြီးငါက match နဲ့တွေ့ရမယ်ထင်ထားတာလို့လူတစ်ယောက်ကပြောလိုက်တဲ့အတွက်ခုနကခန်းစားမိတာသူ့ရဲ့မော်ပေါ့ဒီကောင်ကမာကီယာလူဘက်ရဲ့နံပါတ်1လားလို့ lance ကတွေးနေတော့အာကမာကီယာလူဘက်ရဲ့နံပါတ်3မာတယ်ဘယ်လို့ပြောလိုက်ပြီးမြင်းနဲ့ကြောင်းနဲ့အတုံးမကျရင်ခွင့်မလွတ်ဘူးနော်ဆိုပြီး lance ကိုပြောလိုက်ပါတော့တယ်ဖိနေတော့ကတော့မာကီယာလူဘက်ရဲ့နံပါတ်5 love q နဲ့နံပါတ်4မိုင်လိုတို့ရှိတဲ့နေရာကိုရောက်သွားပြီးငါတို့တော့တေးပြီအဖေနဲ့မေကြီးငွေပေးလို့ကျေးဇူးပါဆိုပြီးဖင်ကပြောလိုက်တဲ့အတွက်မဆန်းကြည့်ပဲမသိနိုင်ဘူးလေလို့ဒေါကပြောလိုက်ပြီးနှစ်ယောက်လုံးကိုတိတ်ပေးမယ်လို့အားချောင်လိုက်ပါတော့တယ်match ကတော့မျက်နှာဖုံးနဲ့လူစီကြာသွားပြီးအာကမာဂီယာလူဘက်ရဲ့နံပါတ်နဲ့ Razor ပဲလို့ဟိုလူကမိတ်ဆက်လိုက်ပြီးဟိုနေ့တုန်းကဆိုရင်မင်းကမော်မသုံးမနဲ့တောင်တော်တော်မြင်နေနော်တေချာသတိထားလိုက်တော့မင်းမော်မသုံးတတ်ဘူးမလားဆိုပြီး Razor ကမေးလိုက်တော့ match လဲလန့်သွားပြီးမဟုတ်ပါဘူးသုံးတတ်ပါတယ်ဆိုပြီးစကားတွေထင်နေလို့စိတ်မပူပါနဲ့ငါလည်းမင်းလိုပဲအတိတ်ပဲမရှိတဲ့သူတယောက်ပါဒီကိုရောက်လာတာဆိုတော့မင်းမလည်းရွယ်ချက်ရှိသလိုငါမှလည်းရှိရဆိုတာသိတယ်မလားဆိုမေးလိုက်ပြီးဓာတ်ကိုထုတ်လိုက်တဲ့အတွက်မင်းငါ့ကိုနိုင်မယ်ထင်နေတာလားဆိုပြီး match ကပြောလိုက်ပါတော့တယ်ဒီလိုနဲ့ပဲလမ်မွန်ကိုကယ်ဖို့အတွက် match တို့တငယ်ချင်းတစုဟာမာဂီယာလူဘတ်အဖွဲ့သားတွေနဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။မဲတဲ့ကအားနဲ့နေရင်ခွင့်မလွတ်ဘူးနော်လို့ပြောလိုက်တဲ့အတွက် Lance ကစတင်တိုက်ခိုက်လိုက်ပြီးအချိန်နေပိုမနေဘူးလို့ပြောလိုက်ပေမဲ့ဟိုကောင်ကချမ်းပင်တဲ့ဝေတောင်းကမြေဆွဲရမော်ဒယ်လာပျော်စရာကောင်းလို့မှထင်တယ်ဆိုပြီးကိုပွားတွေနဲ့တိုက်ခိုက်လိုက်တဲ့အတွက် Lance ကမော်နဲ့ဖိချလိုက်ပြီးရှွန့်နေဖြစ်သွားတာကြောင့် Lance လည်းသဘောပေါက်သွားပြီးဖျက်ဆီးလိုက်ပေမဲ့ဟိုကောင်ကအနောက်ကနေပေါ်လာက Lance ရဲ့ခြေထောက်ကိုချုပ်ထားလိုက်ပြီးသူ့ရဲ့မော်ဒယ်နဲ့တိုက်ခိုက်လိုက်ပါတော့တယ်バースမင်းက crown မိသားစုကမလားနှမျောစရာပဲမာဂီယာလူဘတ်ထဲကိုဝင်ခဲ့လိုက်မင်းရဲ့အရေးချင်းနဲ့ဆိုနေရတော့ရမှာပါအခုမင်းနေနေတဲ့ပတ်ဝန်းကျင်ကအဆင်မရှိဘူးမင်းလည်းအဲ့လိုပဲဖြစ်သွားလိမ့်မယ်အာတလာကကောင်တွေကအမိုက်တွေကြီးပဲအဆင့်အတန်းမရှိဘူးမာဂီယာလူဘတ်အဖွဲ့ဝင်ဖြစ်ရတာကောင်းတယ်အကောင်းဆုံးပစ္စည်းတွေပညာတွေနဲ့မော်ဆေးတွေကိုသုံးလို့ရတယ်ငါတို့ပတ်ဝန်းကျင်ကအရန်ကောင်းတယ်လို့မာတွေကမဲဆွဲလိုက်ပေမဲ့ငါတန်မာလာဖို့အတွက်အဲ့လိုပတ်ဝန်းကျင်မလိုဘူးငါအတွက်တော့မင်းတို့ကတဆင့်ပေါ်နေတယ်လို့ Lance ကပြောလိုက်ပြီးတိုက်ခိုက်လိုက်ပါတော့တယ်グラビオルမာတကလည်းရှွန့်ထဲပြန်ဝင်သွားပြီးငါကဘေးရာကိုပဲဖြစ်ဖြစ်ပျော့သွားအောင်လုပ်လို့ရတယ်ဆိုပြီးပြောနေပေမဲ့သူ့နေရာထဲကိုကြောက်ခဲတွေဝင်လာတာကြောင့်ပြန်ထွက်လာလိုက်ရပါတယ်။မင်းပြောသလိုဆိုရင်ငါပတ်ဝန်းကျင်ကမင်းထပ်ပိုကောင်းနေတယ်လို့ပဲလို့ Lance ကပြောလိုက်တဲ့အခါဟိုငနဲ့လဲငါကတမာပြီးသားဒီချောင်းကိုလည်းအလဲတန်းကလေးကရောက်လာသလိုမာကီယာလူဘတ်ထဲကိုလည်းဝင်နိုင်ခဲ့တာပဲဒီလိုကောင်ကိုရှုံးစရာအကြောင်းမရှိဘူးဆိုပြီးတခြားចောင်းသားတွေစီကစောက်ယူထားတဲ့မော်တွေကိုတောက်လိုက်ပြီးတက်တည်ပြမယ်လို့ပြောလိုက်ကသူ့ရဲ့ second form ကိုထုတ်ပြလိုက်ပါတော့တယ်カンゼsecond form ဆိုတာကအမှတ်တစ်ခုပဲပါတဲ့သူဆိုရင်မလုံနိုင်သလိုအမှတ်နှစ်ခုပါတဲ့သူတိုင်းတော့မလုံနိုင်တဲ့အထူးမော်ပဲလို့မာတကပြောလိုက်ပြီးသူ့အဖေပြောခဲ့တဲ့လောကကြီးမှာမော်ဆွမ်းကဘလောက်အသုံးပြုနိုင်လဲဆိုတာကမင်းရဲ့တန်ဖိုးဆိုတဲ့စကားကိုပြန်မြင်အောင်နေပြီးငါကပါရမီပဲပါတာမဟုတ်ဘူးဒီနေရာရောက်အောင်ရှေ့ကျိုးစားခဲ့ရတာကွာမင်းတို့ကောင်ကငါ့ကိုမိမှာမဟုတ်ဘူးဆိုပြီးမာတကတိုက်ခိုက်လိုက်ပါတော့တယ်မင်းကစကားတွေကိုကြီးကြီးကျယ်ကျယ်တိတ်ပြောတာပဲဆိုပြီး Lance ကလည်းသူ့ရဲ့ second form ကိုထုတ်လိုက်ပါတယ်グラビオルセコンズティーチャーポールမာတာရဲ့အကောင်ကြီးကတိုင်နေမှာကတ်နေတဲ့အတွက်
ဒီတိုင်တွေကသူ့အနီးကအရာတွေကိုအားပြင်းတဲ့ဆွဲငင်အားတွေနဲ့ဆွဲယူနိုင်တယ်ဒါကြောင့်မင်းရဲ့အကောင်ကပက်ပက်လေကတိုင်နေဆွဲခံရပြီးတစားစီဖြစ်သွားလိမ့်မယ်လို့ပြောလိုက်တဲ့အခါတကယ်ဖြစ်သွားတဲ့အတွက်မာတယ်လည်းငါရဲ့အချမ်းဆုံးဘောကရှုံးသွားပြီတဲ့လားဆိုပြီးအတိတ်ကိုပြန်တရိရသွားပါတော့တယ်မင်းကဒေါမအတော်ဆုံးကြောင်းသားဟုတ်လားမင်းတချောင်းလုံးရဲ့အတော်ဆုံးဖြစ်လာတဲ့အခါမှာမင်းကတန်ဖိုးရှိလာမှာအခုတော့မင်းကငါအတွက်ဘာတန်ဖိုးမှမရှိဘူးဘယ်အချိန်မှမင်းတန်ဖိုးရှိချောင်းတက်တည်ပြနိုင်မှာလဲလို့သူ့အဖေပြောခဲ့တဲ့စကားတွေကိုပြန်ကြားရောက်နေပြီးငါကတန်ဖိုးမရှိဘူးပဲလို့ပြောလိုက်တဲ့အချိန်လန်စ်ကစာအုပ်တုပ်ပြစ်ပေးလိုက်ပြီးမင်းဟာမလားကျမ်းပြင်းပေါ်ကျနေလို့ငါမိဘတွေကတန်ဖိုးဆိုတာကိုအဆင့်အတန်းနဲ့ယာတူးတွေနဲ့တိုင်းတာကြတယ်မင်းလည်းငါလိုပဲဖြတ်တန်းလာရတဲ့ပုံပဲအဲ့လိုပတ်ဝန်းကျင်ကငါသဘောမကျဘူးဘာပဲဖြစ်ပါမင်းရဲ့ကြိုးစားမှုကိုတော့ငါအတိမတ်ပြုပါတယ်လို့လန်စ်ကပြောလိုက်ပြီးထွက်သွားလိုက်ပါတော့တယ်မာတယ်လေဟုတ်သားပဲငါကတန်ဖိုးရှိတဲ့လူဖြစ်ချင်တာမှမဟုတ်ခဲ့တာငဘောကမင်းစီကဘသူကအတိမတ်ပြုတာခံချင်လို့လဲဆိုပြီးကျေနပ်တဲ့လေတန်းနဲ့ပြောလိုက်ပါတော့တယ်တစ်ဖက်မှာတော့မတ်ကစတင်တိုက်ခိုက်လိုက်တယ်ဆိုပေမဲ့လည်းရေဇာကကားလိုက်ပြီးမင်းငါကိုနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ကရှယ်ကျွေးလိုက်တဲ့အတွက်မတ်လည်းသွေးတွေစီကြလို့နေပြီးမင်းနဲ့ငါကအရန်ကွာချလို့နေအရှုံးမပေးဘူးဆိုရင်ငါလည်းမလျှော့ဘူးနော်လို့ရေဇာကပြောလိုက်တဲ့အတွက်ဒီလောက်ကတော့ကိစ္စမရှိဘူးလို့မတ်ကပြန်ပြောလိုက်တဲ့အခါမိသားစုနဲ့ AC နေရှင်လို့လေလားမင်းကငါနဲ့တူမယ်လို့ထင်ထားခဲ့တာဒါပေမဲ့မင်းကကောင်းကောင်းကြည်ပြင်းလာရတဲ့ပုံပဲလို့ပြောလိုက်ပြီးဒါကမော်ဆွမ်းရတဲ့ကိုစုပ်ယူတဲ့အရာပဲနောက်နာရီဝက်အတွင်းမကင်နိုင်ဘူးဆိုရင်မင်းရဲ့တငယ်ချင်းလဲမင်းလိုမျိုးမသုံးနိုင်ဖြစ်သွားလိမ့်မယ်ဘလို့လဲပျော်တယ်မလားလို့ရေဇာကပြောလိုက်တဲ့အတွက်အဲ့ဒါတကယ်ဆိုရင်စောက်ခွက်ကိုတစားစီဖြစ်အောင်လုပ်ပြမယ်လို့မတ်ကပြန်ပြောလိုက်တဲ့အခါဒါဆိုလဲမညာတော့ဘူးနော်လို့ရေဇာကပြောပြီးရှယ်ပြင်းလိုက်ပါတော့တယ်誰にでもできますမတ်ရှယ်ဘိုက်ကိုဓာတ်နဲ့ထိုးပွားလိုက်ပြီးမင်းကိုအခုဘယ်သူမှမကယ်နိုင်တော့ဘူးလို့ပြောလိုက်ကဓာတ်ကိုဆွဲထုတ်လိုက်ပြီးမရတာကြောင့်မတ်ကလည်းမင်းကိုမိပြီးငါရဲ့ဘိုက်ကတောက်နေမလားလို့မေးလိုက်ပြီးခေါင်းနဲ့တစ်ချက်တိုက်ပေးလိုက်တာရေဇာရဲ့မျက်နှာဖုံးလည်းအေးချမ်းမြေဖြစ်လို့သွားပါတော့တယ်မတ်ကလည်းသူ့ရဲ့မျက်လုံးကိုကြည့်လိုက်ပြီးအဲ့ဒါတွေးကြောပေါက်သွားတာလားလို့မေးလိုက်တဲ့အတွက်မင်းဒီမျက်လုံးအကြောင်းကိုမသိဘူးလားဒါကို evil eyes လို့ခေါ်တယ်ဒီမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါတစ်ဖက်လူကမော်ဆွမ်းအားသုံးမရဖြစ်သွားတတ်တယ်အရာရာမော်နဲ့ပဲပြည့်နေနေတဲ့လောကကြီးမှာငါကအနှိမ်ခံတတ်ပဲငါမိဘတွေကတော့ငါ့ကိုအပေခံဆိုပြီးတတ်မှတ်ခဲ့ကြတယ်ငါကအသေးလေးမွေးလာရမှာဒါအကူမင်းလိုကံကောင်းပြီးကြီးပြင်းလာတဲ့သူကတော့တိမှာမဟုတ်ဘူးလို့ရေဇာကပြောလိုက်ပြီးသူ့ရဲ့ second phone ကိုထုတ်သွင်းလိုက်ပါတော့တယ်クセレイズセコンズフォースフィールドမတ်ရှယ်ဘိုက်မှာလည်းများတစ်ချောင်းပေါ်လာခဲ့ပြီးရေဇာကတိုက်ခိုက်လိုက်တဲ့အခါမတ်ကပြန်ထိုးလိုက်ပေမဲ့လည်းနှင်းနေတာကြောင့်အံ့ဩသွားလာဒီကာယံကတစ်ဖက်လူရဲ့လှုပ်ရှားမှုကိုရှော့ချပေးပြီးငါ့ကိုပို့ပြီးအရှိန်မြန်လာစေတယ်ဆိုပြီးရှယ်ပြင်းပေးလိုက်ကမင်းအတွက်ဒါကနောက်ဆုံးပဲလို့ပြောလိုက်ပြီးထက်ကြုံတော့မဲ့ချိန်မတ်ကကျမ်းပြင်ကြီးကိုထူခဲလိုက်ကပြေးထိုးလိုက်တဲ့အတွက်ရေဇာရဲ့ဓာတ်လည်းကျိုးသွားပြီးဒီကောင်ငါ့ကိုမလှုပ်ရှားနိုင်အောင်ကျန်းခင်းကိုဖြိုလိုက်တာပဲဆိုပြီးနောက်ဆုတ်ဖို့အလုပ်မှာပဲမတ်ကခြေထောက်ကိုနင်းထားလိုက်ပြီးထပ်မိပြီနော်လို့ပြောလိုက်က VPN လေးနဲ့ကြည့်ဝေးကြပါဆိုတဲ့ spell ကိုရွတ်လိုက်ပြီးရှယ်ပလန်နဲ့ပြင်းပါတော့တယ်နောက်ဆုံးအနေနဲ့ like and subscribe လေးလုပ်ပေးသားကြပါဆိုတဲ့ spell ကိုရွတ်လိုက်ပြီးအဆုံးသတ်ပေးလိုက်ပါတော့တယ်ငါသာပုံမှန်လိုမွေးဖွားလာခဲ့ရရင်ဘလို့ဖြစ်သွားမလဲငါငယ်ငယ်ကလေးကဒီမျက်လုံးတွေပေါ်လာတဲ့အတွက်ငါမိဘတွေလည်းတုံလို့သွားပြီးငါ့ကိုတခြားသူတွေတတိမထားမိအောင်မြေရောက်ခံနဲ့ဖွက်ထားခဲ့ကြပြီးအစာစားချိန်ဆိုရင်စားကြတွေလာပွေနေပဲတရက်ကြတော့ငါ့ကိုတက်ဖြစ်ဖို့ထိပါလောက်လာကြတယ်လေဒီလိုမျိုးအသေးလေးမွေးလာရမယ့်သူတယောက်အသုံးမကျတဲ့သူတယောက်ကိုအာဘယ်ကအလိုရှိတယ်ဆိုပြီးငါ့ကိုပြောခဲ့တယ်လို့ရေဇာကပြောလိုက်တော့ငါလည်းမင်းပြောသလိုကံကောင်းပြီးကြီးပြင်းလာရတာမဟုတ်ဘူးမင်းရဲ့ခံစားချက်တွေကိုလည်းငါသိနားမလဲဘူးဒါပေမဲ့မင်းလက်ခံမယ်ဆိုရင်မင်းနဲ့တငယ်ချင်းဖြစ်ချင်တယ်လို့မတ်ကပြောလိုက်တော့ရေဇာကလောင်ရလာပြီးမင်းလည်းတနေ့ကျရင်တခြားသူတွေလိုဖြစ်သွားလိမ့်မယ်ဒါပေမဲ့မင်းကိုလေးစားလို့တစ်ခုတတိပေးမယ်နော်ဒီထက်ပိုပြီးမစူးစမ်းနဲ့တော့မင်းအားပဲကိုနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါကျေးဇူးပါပဲဘာပဲဖြစ်ဖြစ်ငါသူ့ကိုအနိုင်ယူမှာပြီးတော့ငါစိတ်ကသူများတွေလိုမျိုးမပြောင်းလဲတတ်ဘူးမင်းမျက်လုံးကြောင့်လူတွေပါပဲပြောငါကတော့ပြောင်းလဲတော့မှာမဟုတ်ဘူးငါ့ဘိုးကငါ့ကိုအဲ့လိုပဲတင်ပေးထားခဲ့တာဒါဆိုနောက်မှတွေ့မယ်လို့မတ်ကပြောလိုက်ပြီးထွက်သွားလိုက်တဲ့အတွက်လူကောင်းလေးပဲဆိုပြီးရေဇာကလည်းပြန်ပြောလိုက်ပါတော့တယ်လန်စကမာတွေကိုအနိုင်ယူနိုင်ခဲ့တယ်လို့မတ်ကလည်းမာဂီယာလူဖက်ရဲ့ဒုတိယမြောက်အကြမ်းဆုံးဖြစ်တဲ့ရေဇာကိုအနိုင်ယူနိုင်ခဲ့တဲ့အတွက်ဒေါ်နဲ့ဖင်တွေရဲ့အလှည့်ပဲကြက်มาတော့တယ်တစ်ဖက်မှာတော့ကျောင်းအုပ်ကြီးရဲ့စိတ်ခိုင်းမှုကြောင့်မတ်တိုရှိနေတဲ့မြေရောက်ခန်းထဲကိုတယောက်တော်သူကလည်းဝင်လို့လာခဲ့ပါပြီ။မိုင်လိုကနေမဲကြည့်လို့လိုက်တော့လို့ left cue ကိုပြောလိုက်ပြီးထွက်သွားလိုက်တဲ့အခါငါကမာဂီယာလူဖက်ရဲ့နံပါတ်က left cue ပဲငါ့ကိုချစ်လားဆိုပြီးမိလိုက်တဲ့အတွက်ဒေါ်နဲ့ဖင်လည်းကြောင်သွားပြီးချစ်လားမူလားပဲတောက်လျှောက်မင်းနေလို့ညိုကီတို့လိုနဲ့1000 FA လေးတော့ကလည်းငါကဒီလိုစော်လေးတွေဆိုရှေ့ချွေတာကွာဒါပေမဲ့ sorry ပါငါမှလေမွန်လို့ခေါ်တဲ့လက်ထက်ရမယ့်ကောင်မလေးရှိနေပြီလို့ပြောလိုက်တဲ့အတွက်စော်လေးကတစ်ချက်ကျွေးလိုက်ပြီးငါ့ကိုမချစ်တဲ့သူတွေကိုတက်ပြစ်ရမယ်လို့ငါအဖေကတင်ပေးထားတယ်ဆိုပြီးပြောလိုက်တဲ့အတွက်တော့လေတင်းသွားပြီးဖန်ရှီခင်လိုက်လို့ပြောလိုက်က
တိုက်ခိုက်လိုက်ပေမဲ့စော်လီကတစ်ချက်ပြန်ကျွေးလိုက်ပြီးတခုပြောပြမယ်နော်မာဂီယာလူဖက်ရဲ့နံပါတ်4ဖြစ်တဲ့မိုင်လိုကကြောက်တုံးမော်ကိုအသုံးပြုတဲ့သူပဲအကယ်၍နောက်ထပ်နိုင်ရွက်အတွင်းသူ့ကိုအနိုင်မယူနိုင်ဘူးဆိုရင်နင်တို့ဒီထဲကိုဝင်လာတော့ကတကားကိုဖွင့်ခဲ့တဲ့သူဟာကြောက်ရွံ့ဖြစ်သွားတော့မှလို့ပြောလိုက်ပြီးတော့ကိုသူ့ရဲ့မော်နဲ့တစ်ချက်ကျွေးလိုက်ကနင်တို့လိုသုံးစားမရတဲ့တငယ်ချင်းတွေရှိနေတဲ့အတွက်မက်ချ်ကတော့တနာကြပဲဒါပေမဲ့လေမာဂီယာလူဖက်ကိုမှလာရှုပ်တာဆိုတော့ဘယ်တက်နိုင်မလဲဆိုပြီးစော်လီကပြောလိုက်ပါတော့တယ်တော့ကတော့ဘာမှမလုပ်နိုင်လောက်အောင်ဖြစ်နေပြီးသူနဲ့ငါကမော်ဆွမ်းအားချင်းရမ်းကွာချလွတ်နေလို့ပြောလိုက်ကအတိတ်ကိုတတိယသွားပါတော့တယ်ငယ်တုန်းကဆိုရင်တော့ကတခြားကလေးတွေနိုင်ကျင်တာခံရတဲ့အတွက်အမားဖြစ်သူကဘာလို့ပြန်မလုပ်တာလဲလို့မေးလိုက်တဲ့အခါပြန်လုပ်လိုက်ရင်ပိုဆိုးသွားမယ်ထင်လို့လေဆိုပြီးတော့ကပြန်ဖြေလိုက်တော့နင်ကလွယ်လွယ်နဲ့အရှုံးပေးတတ်တာပဲဒီလိုဆိုတငယ်ချင်းစွတ်တွေမရနိုင်တော့ဘူးတငယ်ချင်းစွတ်ဆိုတာမင်းအတွက်ဝမ်းနေပေးတယ်ဒေါသထွက်ပေးတယ်အဲ့လိုလူမျိုးပေါ့အဲ့လိုလူမျိုးတွေကတသက်မှာတစ်ခါပဲရနိုင်တာမလို့ရလာလို့ရှိရင်တန်ဖိုးထားရမယ်နော်လို့အမားဖြစ်သူကပြောခဲ့တာတွေကိုတတိယသွားပြီးစေးဗာနဲ့ချတော့ကမက်ချ်တူဘက်ကနေကူပေးခဲ့တာတွေကိုလည်းပြန်အမှတ်ရသွားကဒေါသတွေထွက်သွားပါတော့တယ်Left Q က Fin ကိုအဆုံးတက်ပြီးတော့မဲ့အချိန်မှာပဲဒေါကမော်ထဲကနေပြန်ထွက်လာတဲ့အတွက် Left Q လည်းနောက်တစ်ချက်ကျွေးလိုက်ပေမဲ့ဒေါကဖြတ်ပစ်လိုက်တဲ့အခါဒီကောင်အစောကမော်ဆွမ်းအားနဲ့မတူတော့ပါလားပြီးတော့သူ့ရဲ့ခေါင်းဘော်ကအမတ်အမတ်ပါတဲ့သူတွေကစိတ်ခံစားချက်တွေမြင့်သွားတဲ့အခါဆွမ်းအားအရင်ကြီးတွားတတ်တယ်မလားလို့ Left Q ကတွေးလိုက်ပါတော့တယ်ဒေါကသူ့ရဲ့စပယ်နဲ့ပြစ်မလို့ရွယ်ထားလိုက်ပြီးငါးဘော်တာကြောက်ရွံ့ပြောင်းဖို့မိနစ်30လိုတည်းမလားဖန်ရှီခင်လိုက်လို့ပြောလိုက်ပြီးတော့ပြစ်လိုက်ပါတော့တယ်ဒါပေမဲ့တမင်လွဲအောင်ပြစ်လိုက်ပြီးသွားတော့ငါကမင်းကလေးတွေကိုထိခိုက်အောင်မလုပ်ချင်ဘူးလို့ပြောလိုက်တော့စကီလေးလည်းကျေးဇူးတွေဇွတ်တင်နေပြီးမာဂီယာလူဖက်ချက်9ယောက်မြောက်ကိုတောင်နိုင်နေဆိုတော့တော့မှလည်းမြင်းနှစ်ချောင်းပါတယ်ထင်တယ်လို့ဖင်းကတွေးနေတော့မှာပဲအနောက်ကနေရုပ်ကြီးကပေါ်လာကတိုက်ခိုက်လိုက်တဲ့အတွက်ဒေါကဝင်ကာပေးလိုက်ပြီးဒီငနုလေးတွေကိုတောင်မနိုင်ဘူးလားဆိုပြီးမိုင်လိုကရောက်လာပါတော့တယ်ဒေါကဒီကောင်းကိုတော့ငါမနိုင်တော့ဘူးလို့တွေးလိုက်ပြီး FQ ကလည်းသူကပထမနေ့နဲ့မာဂီယာလူပတ်စ်တဲဝင်ခွင့်ရတဲ့သူပဲနင်တို့တော့တည်ပြီလို့ပြောလိုက်တဲ့အချိန်မှာပဲဒါတစ်ချောင်းကဝင်လာတဲ့အတွက်မိုင်လိုလည်းမှောက်သွားပါတော့တယ်။ကျောင်းရဲ့လက်ရှိအလင်းရသူတွေမင်းကဘာလို့ဒီကိုရောက်နေတာလဲစကားခဏပြောကြမယ်လေငါတို့မှလည်းကိုကိစ္စနဲ့ကိုဟုတ်တယ်မလားလို့မိုင်လိုကပြောလိုက်ပြီးအနောက်ကနေတိုက်ခိုက်ဖို့ကြံလိုက်ပြင်မယ်လေရေကဖြက်စီးလိုက်ပြီးငါအချိန်နေလာမှဖြုံတယ်လို့ပြောလိုက်ကလှလှပပလေးကျွေးပေးလိုက်ပါတော့တယ်စွမ်းအားချင်းကတလောက်တောင်ကွာတာလားခဏနေပါအောင်ငါတို့ကမလုပ်ချင်မဲနဲ့အတင်းလုံးနေရတာပါအခုနောက်ထပ်ရနေပါပြီလို့မိုင်လိုကပြောလိုက်ပေမဲ့ရေကတစ်ချက်ပြစ်ကန်လိုက်ပြီးနောက်ထပ်ရနေပြီဟုတ်လားမင်းတို့ကောင်ပြောတာကိုငါကယုံရမှာလားမင်းတို့လိုကောင်တွေကအသားနာမှာစောင့်မဲ့ရှိမဲ့ကောင်မျိုးတွေပဲမင်းတို့နှစ်ကောင်ကတော့ဒီမှာဘာလုပ်နေတာလဲဒီကနေလစ်လိုက်တော့ငါကလှုပ်ရှားရှိသေးတယ်ဆိုပြီးဒေါတို့ကိုလမ်းပြောလိုက်တဲ့အခါဖင်းကလည်းအကိုဆိုပြီးလမ်းခေါ်လိုက်ပါတော့တယ်ထောင်ပေါ်ပြီးလာတဲ့ကောင်တွေဒီတစ်ဝိုက်မှာရှိတယ်လို့ကျောင်းအောင်ကြီးကတော့ပြောတယ်အဲ့ဒီကောင်တွေကအခုဘယ်မှာလဲဆိုပြီးရေကတွင်းနေတော့ match ကိုမြင်လိုက်ရတဲ့အတွက်ဒီကောင်ကဘာကောင်လားငါမှအချိန်မရှိဘူးဒီတော့မင်းကကျောင်းသားဟုတ်မဟုတ်ကိုစမ်းတက်မယ်လို့ပြောလိုက်ကချက်ချင်းပဲဓာတ်နဲ့ပြစ်လိုက်ပေမဲ့ match ကလက်နှစ်ချောင်းနဲ့ညှက်လိုက်ပြီးဘာလို့တာလဲရိုင်းလာချီလားလို့ပြောလိုက်တဲ့အတွက်ဒီကောင်မော်ဆွမ်းအားတော့မသုံးလိုက်ဘူးပဲဆိုပြီးနောက်တစ်ခါထပ်ပြစ်လိုက်ပေမဲ့လေမတ်ကသူ့ရဲ့ဓာတ်တွေကိုထိုင်ခေါ်လုပ်လိုက်ပြီးထိုင်နေတာကြောင့်နောက်ဆုံးတစ်ခါထပ်ဆန်းတတ်မယ်ဆိုပြီးဓာတ်တွေနဲ့ပြစ်လိုက်တဲ့အခါမတ်ကဓာတ်တစ်ချောင်းကိုကောက်လိုက်ပြီးအားလုံးကိုရိုက်ထုတ်ပြစ်လိုက်တဲ့အတွက်မင်းနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်ပြီးမတ်လို့ပြန်ဖြေလိုက်တဲ့အခါမှာတော့ငါတို့ကျောင်းမှာသူများထက်ထူတဲ့ကျောင်းသားတစ်ယောက်ရှိတယ်သူကကိုထက်တငယ်ချင်းတွေကိုပို့ပြီးဦးစားပေးတတ်တဲ့သူမျိုးပေါ့သူ့နာမည်ကမတ်ပဲဆိုပြီးကျောင်းကြီးပြောလိုက်တာကြောင့်ငါရဲ့ရိုင်းပြမှုအတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပေမဲ့မတ်ကခွင့်မလွတ်ဘူးလို့ပြောလိုက်တဲ့အခါရော့ဒါလေးယူထားဒါကဘယ်တရားကိုပဲဖြစ်ဖြစ်ချက်ချင်းပျောက်သွားစေနိုင်တဲ့မော်လက်ကင်ပေါ်ပဲလို့ရေကပြောပြီးပေးလိုက်တဲ့အတွက်မတ်လည်းကျေးဇူးတင်ပါတယ်လို့ပြန်ဖြေလိုက်တဲ့အခါဂယုဆိုင်ကွာမင်းကအလင်းရသူဖြစ်ချင်တာမလားမင်းအခုရင်ဆိုင်ရမယ့်သူကအာဘယ်ပဲသူ့မှာရှိတဲ့ဆွမ်းအားထက်ပိုတဲ့မော်ဆွမ်းအားတွေရှိနေတယ်ပြီးတော့သူ့မှာဒင်းကားတွေလည်းအများကြီးရှိနေတယ်လေမင်းအလင်းရသူဖြစ်ဖို့ဆိုရင်သူ့ကိုရင်ဆိုင်နိုင်မှဖြစ်မယ်ငါမှလည်းအလုပ်တွေရှိသေးလို့နောက်မှတွေ့မယ်လို့ရေကပြောလိုက်ကထွက်သွားလိုက်ပြီးမသုံးနိုင်ဘဲနဲ့လည်းအလင်းရသူဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းတက်တည်ပြလိုက်စမ်းပါဆိုပြီးစိတ်ထဲကနေပြောလိုက်ပါတော့တယ်မတ်ကတော့အာဘယ်ရှိတဲ့နေရာကိုတကားဖြတ်ပြီးဝင်သွားတဲ့အတွက်မင်းအေးဆေးဆေးလေးဝင်လာလို့မရဘူးလားလို့အာဘယ်ကပြောလိုက်တဲ့အခါ sorry တကားခောက်လိုက်တာအားပါသွားလို့ဆိုပြီးမတ်ကပြန်ပြောလိုက်ပါတော့တယ်မင်းကိုထင်ကြီးသွားပြီရေဇာရဲ့မျက်လုံးကိုခံနိုင်တဲ့သူကရေတယောက်တည်းပဲရှိမယ်လို့ထင်ထားတာမင်းကရေလိုမျိုးအလင်းရသူနီတော့တန်မာမဲ့ပုံမပေါ်ဘူးဒါပေမဲ့နည်းနည်းတော့ကြမ်းမဲ့ပုံပဲအရင်တစ်ခါကငါပြောဘူးတယ်မလားလောကကြီးကဗျံပတာတွေအားနေတဲ့သူတွေကိုကာကွယ်ရမယ်လေလားစောက်ရေးမပါတာကွာအဲ့လိုလူတွေကိုဝင်ထုတ်ဝင်ပိုးတွေအနေနဲ့ထမ်းထားကြမလို့ဘူးလို့အာဘယ်ကပြောလိုက်တော့မော်မသုံးနိုင်တဲ့သူတွေကိုပြောတာလားလို့မတ်ကမေးလိုက်တဲ့အခါဟုတ်တယ်လေအဲ့လိုလူတွေပေါ့အားနေတဲ့ကောင်တွေငါကအလူကောင်တွေကိုရှင်းပြမှာဆိုပြီးအာဘယ်ကပြောလိုက်တဲ့အတွက်
match လဲသူငယ်ငယ်တုန်းကသူ့ဖိုးပြုစုဆောင်ရှောက်ခဲ့တဲ့ပုံတွေကိုပြန်တွေးမိသွားပြီးဒီလိုဆိုမင်းနဲ့ငါကတကယ်ချင်းမဖြစ်နိုင်တော့ဘူးလို့ပြောလိုက်တဲ့အတွက်အာဘယ်ကလည်းမင်းလိုအားနေတဲ့ကောင်ကိုရှင်းပြမယ်ဆိုပြီးသူ့ရဲ့ရုပ်သေးတွေနဲ့စတင်တိုက်ခိုက်လိုက်တဲ့အချိန်မှာပဲ left Q ကရောက်လာပြီး match နဲ့အာဘယ်တို့ by 1 ချတာကိုချောင်းကြည့်လို့နေပါတော့တယ်match ကရုပ်တစ်ခုကိုဖျက်ဆီးလိုက်တဲ့အခါ SC တွေထွက်လာတဲ့အတွက်မင်းနဲ့ Q ဆိုင်ပြီးချရင်ကောင်းမယ်လို့အာဘယ်ကပြောလိုက်တော့match လဲအယုတ်ရဲ့ခေါင်းကိုယူလိုက်ပြီးပိုလင်ပြစ်သလိုပြစ်လိုက်တဲ့အတွက် left Q လည်းမယုံနိုင်ဖြစ်နေပြီးအားနေတဲ့သူတွေကဖျက်ဆီးခံရမယ်ဟုတ်လားအကယ်၍ငါတာနိုင်သွားရင်မင်းကငါထက်အားနေတဲ့သူဖြစ်သွားပြီနော်ဒါနဲ့လေမွန်လေးကပဲမှလဲလို့ match ကမေးလိုက်တော့မင်းကအာရမ်းချောင်းနေနော်လေမွန်လားဘာလို့လဲတော့မသိပင်ပဲငါမော်ဆန်အားတွေစုပ်ယူနေတယ်လို့အာဘယ်ကပြောလိုက်တော့မင်းကြောင့်အားလုံးကအားနေနေကြတာပေါ့လို့ match ကပြန်မေးလိုက်တဲ့အခါဟုတ်တယ်လေအားနေတဲ့သူတွေကတန်မာတဲ့သူတွေအောက်မှာပြပြဝေးရမှာဒါအမှန်တရားပဲလို့အာဘယ်ကပြောလိုက်ပြီးရုပ်သေးတွေနဲ့ထပ်ပြီးတိုက်ခိုက်လိုက်ပြီးမဲ့ match ကတစ်ချက်တည်းနဲ့ဖျက်ဆီးပြလိုက်ကငါနိုင်သွားရင်လေမွန်လေးကိုထုတ်ပေးရမယ်လို့ပြောလိုက်တဲ့အတွက်အာဘယ်ကလည်းဟုတ်ပြီလို့ပြောလိုက်ပြီးလက်လေးလှုပ်လိုက်တဲ့ခါမှာတော့ match ကကိုပြန်တိုက်ခိုက်လို့နေပါတော့တယ်အာဘယ်လည်းပြန်လွတ်ပေးလိုက်ပြီးတစ်ဖက်သက်ဆန်လွန်းသွားတယ်ကွာလို့ပြောလိုက်ကစိတ်ဝင်စားစရာလေးပြမယ်ဆိုပြီးဖင်းယုံနဲ့တိုက်ခိုက်လိုက်ပြီး match ကခုခံလိုက်တဲ့အတွက်မင်းဘာမှပြန်မလုပ်ရဘူးမင်းတစ်ခုလုပ်ရင်မင်းတငယ်ချင်းတစားစီဖြစ်သွားမယ်လို့အာဘယ်ကပြောလိုက်ပြီးဖင်းယုံနဲ့တိုက်ခိုက်လိုက်ပါတော့တယ်先に君が壊れちゃう人は誰しも善人でありたいとできないか切り捨てるという選択ဒါပေမဲ့အယုတ်ရဲ့ပစိတ်မဲကြိုးသွားပြီး match ကလည်းမင်း confident level တော်တော် high နေတာပဲမင်းဒီရွှေတင်ကပြားကိုလိုချင်တာမလားရောယူလိုက်ဆိုပြီးဖြစ်ပေးလိုက်ကဖင်းရုပ်ရဲ့ကြိုးတွေကိုဖျက်ပစ်လိုက်တဲ့အတွက်ဖင်းလဲပုံမှန်ပြန်ဖြစ်သွားပြီးဒင်္ဂါလေးကပြန်လာတဲ့ခါမှာတော့ဒီဒင်္ဂါလေးကငါးစီမှာပဲနေချင်နေတယ်နဲ့တူတယ်ဆိုပြီးရုပ်တီကြီးနဲ့ပြောလိုက်တော့အာဘယ်လဲတင်သွားပြီး match ကိုကြိုးတွေနဲ့ချုပ်ထားလိုက်ကရုံးအနေနဲ့လူသားတယောက်ကဒီကနေမလွတ်နိုင်ဘူးလို့ပြောလိုက်တဲ့အတွက် match ကလည်းငါးတငယ်ချင်းတွေကိုထိတဲ့အတွက်မင်းပြန်ပေးဆက်ရမယ်လို့ပြောလိုက်ကလွတ်အောင်ယုံပြီးဒူးနဲ့အာဘယ်ရဲ့မျက်နှာကိုပြေးတိုက်လိုက်ပါတော့တယ်ဒါပေမဲ့အာဘယ်က spare တစ်ခုကိုရွတ်လိုက်တဲ့အတွက် match ကရုပ်သေးရုပ်ဖြစ်တစ်ဖြစ်ပြောင်းသွားပြီးတော်ပါတယ်ငါ့ကိုဒီ spare 300အောင်လုပ်နိုင်တဲ့အတွက်ဒါပေမဲ့မင်းကငါ့အတွက်တော့ယုံပေါ်လေးပါပဲဆိုပြီးဒင်္ဂါပြားကိုယူလိုက်ပြီးမဲ့ခရင်မုံကြီးဖြစ်နေတာကြောင့်ကြောင်သွားပြီးတစ်ချက်ထိုးခံရတဲ့အတွက်ဘလို့ဖြစ်သွားတာလဲဟာငါသူ့ကိုအယုတ်ဖြစ်အောင်လုပ်ထားတယ်လေမဟုတ်မှလွယ်ရောအလိုလျောက်တုံ့ပြန်လာလားဆိုပြီးအာဘယ်ကတွေးလိုက်ပါတော့တယ်အလိုလျောက်တုံ့ပြန်နေဆိုတာခြေထောက်ကိုတစ်ခုခုနဲ့ထိလိုက်ရင်ဆန့်လာတာမျိုးပူလွန်တဲ့အရာကိုထိမိရင်နောက်ပြန်ဆုတ်သွားတာမျိုးအုံနောက်ကအလိုလျောက်လှုပ်ဆော်ပေးတာမျိုးပေါ့ငါရဲ့မော်ကရုပ်ဖြစ်ပြောင်းနိုင်တယ်ဆိုပေမဲ့မုံလေးတစ်ခုကသူ့အတွက်အလောက်တောင်အရေးကြီးတာလားဆိုပြီးအာဘယ်ကတွေးလိုက်ပါတော့တယ်အဲ့ဒီနောက်ငါအကြောင်းသိစီရမယ်ဆိုပြီးတခြားသူတွေနာကဆက်ယူထားတဲ့ဆွမ်းအားတွေကနေစဉ်သူ့ရဲ့ second phone ကိုထုတ်သွင်းလိုက်ပါတော့တယ်S セコンズハームパペット人形化は糸に体がついてから脳ဒီရုပ်ကြီးကသူ့ရဲ့မီတာ100အနီကအရာတွေကိုအယုတ်ဖြစ်ပြောင်းနိုင်တယ်သူ့ရဲ့ကြိုးတွေနဲ့တစ်ချက်ထိတာနဲ့ချက်ချင်းပြောင်းသွားမှာကြိုးတွေကိုတော့မြင်ရမှာမဟုတ်ဘူးလို့အာဘယ်ကပြောလိုက်ကတိုက်ခိုက်လိုက်ပြီးဒီလိုလုပ်ပြနိုင်တဲ့အတွက်ကျေးဇူးပါဆိုပြီးစကားတော့မဆုံးလိုက်ခင်ပါပဲမတ်ကသူ့ရဲ့ရုပ်ကိုဖျက်ဆီးပစ်လိုက်ကငါ့ကိုကျေးဇူးတင်နေတာလားလို့မေးလိုက်တဲ့အတွက်အာဘယ်လည်းအံ့ဩသွားပြီးဘလို့ဖြစ်တာလဲလို့ပြောလိုက်တဲ့အခါကြိုးတွေကိုဖျက်ပစ်လိုက်တာလေဆိုပြီးမတ်ကပြန်ပြောလိုက်ပါတော့တယ်အယုတ်ကြီးကမတိုက်ခိုက်ခင်မတ်ကပုံစံတစ်ခုကိုပြင်ထားလိုက်ပြီးဘယ်ဘက်လက်ပေါ်ကိုကြိုးတွေကျလာတဲ့အခါချက်ချင်းပဲညာလဲနဲ့ဖျက်ပစ်လိုက်တာဖြစ်ပါတယ်ဒါကိုမြင်လဲရတဲ့အတွက် left Q ကလည်းမယုံနိုင်ဖြစ်နေသလိုအာဘယ်ကလည်းဒီကောင်လူမဟုတ်ဘူးဆိုပြီးပြောလိုက်တဲ့အတွက်မင်းချွေးတွေထွက်နေပြီနော်လို့ match ကပြောလိုက်တဲ့အခါအာဘယ်ကထပ်ပြီးတိုက်ခတ်လိုက်တဲ့ဆိုပေမဲ့လည်း match ကတစ်ချက်ထဲနဲ့ဖြတ်ချပြလိုက်က VPN လေးနဲ့ကြည့်ပေးကြပါဆိုတဲ့ spell ကိုရွတ်လိုက်ပြီးအာဘယ်ကိုကျွေးပေးလိုက်ပါတော့တယ်ငါရဲ့မိကမြင့်မြတ်တဲ့တော်ရင်တွေးကနေမွေးဖွားလာတဲ့သူပဲသူကစေတနာကောင်းရင်ကံကောင်းမယ်လို့အမြဲပြောနေကြဒါပေမဲ့တနေ့ကျတော့စားစရာတွေဝင်နေတော့လူတယောက်ကဓာတ်နဲ့ထိုးလိုက်ပြီးတော့နင်တို့လိုကံကောင်းပြီးမွေးလာတဲ့သူတွေကဓာတ်နဲ့ထိုးခံရတဲ့နဲ့ဆိုပြီးငါမိကိုတတ်သွားခဲ့တယ်လောကကြီးကအမြဲတည်းလိုပဲဒါကြောင့်တော်တဲ့သူတွေကိုစုခဲ့ပြီးငါအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့ကြိုးစားခဲ့တာဒါကြောင့်အခုရှုံသွားလဲငါကပြောင်းလဲသွားမှာမဟုတ်ဘူးလို့အာဘယ်ကပြောလိုက်တဲ့အတွက်မကောင်းတဲ့သူဆိုတာနေရာတိုင်းမှာရှိတာပဲဒါပေမဲ့မင်းကအမေအတွက်တိုက်ခိုင်းနေတာဆိုတော့မကောင်းတဲ့သူတော့မဟုတ်ပါဘူးဒါနဲ့လေမွန်ကိုပြန်လွတ်ပေးအောင်လေလို့ match ကပြောလိုက်တော့အာဘယ်လဲ spare တစ်ခုကိုရွတ်လိုက်ပြီးလေမွန်ကိုလွတ်ပေးလိုက်ပါတော့တယ်ဖင်းကလည်းပြန်ထလာပြီး၃ယောက်သားပေါ်တာတွေလုံနေလို့အယူတွေပါလားဆိုပြီးအာဘယ်ကတွေးနေတော့ဒေါကပါထပ်ပြီးရောက်လာအခါအောင်ပွဲတွေခံနေလို့တကယ်ဆောက်ယူတွေပါကွာလို့အာဘယ်ကပြောလိုက်ပြီးဒါနဲ့ lens score ပဲမှာလဲဆိုပြီးဖင်းကမေးလိုက်ပါတော့တယ်တစ်ဖက်မှာတော့ရေကမင်းတီကကြောင်းသားမဟုတ်ဘူးမလားလို့ runs ကိုမေးလိုက်ပြီးတိုက်ခိုက်လိုက်ပေမဲ့ချက်ချင်းကလိုက်နိုင်တဲ့အတွက်ရေလည်းထင်သားပဲလို့ပြောလိုက်တဲ့အခါ lens ကတခြားတစ်ယောက်ဖြစ်ပြောင်းသွားတဲ့အတွက် innocent 0အမောင်အဖွဲ့စီကကောင်မင်းကဘာလို့ဒီကိုရောက်နေတာလဲလို့ရေကမေးလိုက်တော့ငါအတွက်အရန်ကိုအရေးကြီးတဲ့အရာတစ်ခုရှာစရာရှိလို့လေဒီမှာအချိန်ဖြုံးနေလို့မရဘူးအာဘေကိုတက်ရအောင်မယ်ဆိုပြီးငနေကပြောလိုက်ကထပ်သွားတဲ့အတွက်ရေလဲလိုက်ဖမ်းမယ်အလုံးမှာပဲဒါတစ်ချောင်းကဝင်လာကငါကလူသားစားကွင်းဆက်လူသက်တမဂျွန်မဲဆိုပြီးရောက်လာတဲ့အတွက်ရေလဲဒီကောင်တက်မှာမဲပုံမဲဆိုပြီးတွေးလိုက်ပါတော့တယ်
Brand နဲ့ Mr. Battle တို့က match တယောက်အဆင်ပြေပါမလားလို့ပြောနေကြတယ်ဆိုပေမဲ့လည်းငနေသားတွေတိုက်ကတော့အခုထိအောင်ပွဲခန့်လို့မပြီးတဲ့အတွက်ဘေးကလူတွေလည်းတော်တော်မြင်ကတ်လို့နေကြပါပြီ။ match ကဒေးတော့ပေါက်အောင်မယ်လို့ပြောပြီးအပြင်ထွက်သွားတဲ့အခါဒေါကလန့်ရှုံးသွားတာလားလို့မေးလိုက်ပြီး Finn ကလည်းမရှုံးနိုင်တော့ပါဘူးလို့ပြောလိုက်တဲ့အချိန်မှာပဲ Innocent Zero ကကောင်ကရောက်လာကရှေ့ကဖယ်ဆန်းဆိုပြီးဒေါတို့ကိုရိုက်ထုတ်ပြလိုက်ပါတော့တယ်။အဲ့ဒီနောက်ဘာလဲမျက်နှာလည်းမကောင်းပါလား။တယောက်ယောက်ကိုရှုံးသွားလို့လား။ဒီပုံစံနဲ့ဘယ်လိုလုပ်ပြီးအလင်းရသူဖြစ်လာမှာလဲ။ဒါပေမဲ့မစိုးပါဘူး။ကျောင်းကြီးရဲ့သတင်းတွေပေးလို့ဆိုပြီးအဘယ်ကိုပြောလိုက်ကတက်ပြတော့မဲ့ချိန်မှာပဲ match ကရောက်လာပြီးဘယ်သူမှမစားမလဲလို့မေးလိုက်တဲ့အတွက်ဒီချိန်ကစားရမယ့်ချိန်မဟုတ်ဘူးလို့လေမွန်ကပြောနေတော့မှာပဲရင်ကောင်တကောင်က match ရဲ့နှာခေါင်းပေါ်လာတဲ့အတွက်နှာချေလိုက်တဲ့အခါမုံတွေကငနေရဲ့ခေါင်းပေါ်သွားဆိုင်နေပြီးအားလုံးလဲစောက်ပြဿနာတော့တက်ပြီးဆိုပြီးတွေးလို့နေကြပါတော့တယ်match လဲဟိုငနေရဲ့ခေါင်းဘကမုံတွေကိုပြန်တောင်းနေလို့ငနေလဲမုံတွေကိုပြစ်ထုတ်လိုက်ပြီးရုတ်တရက်ခေါင်းကိုက်လာတဲ့အတွက်ဘလို့ဖြစ်တာလဲဒီကောင်ဝင်လာလို့များလားလို့တွေးလိုက်ကနေပါအောင်ဒီကောင်ကငါတို့ရှာနေတဲ့ကောင်ပဲဆိုပြီး match ကိုကြည့်ပြီးပြောလိုက်တယ်လို့ထားပါတော့မင်းကိုရင်တက်ရမယ်မင်းရဲ့နီလန်တိုင်းပဲလုပ်မယ်ဆိုပြီးအာဘယ်ကိုချုပ်ထားလိုက်ကအစူးတွေနဲ့ထိုးလိုက်တဲ့ချိန်မှာပဲရေဇာကပြေးပြီးဝင်ခံပေးလိုက်ကတောင်းပန်ပါတယ်ငါတို့မုံတူတူမစားနိုင်တော့ဘူးထင်တယ်လို့ match ကိုပြောလိုက်ပါတော့တယ် match ကမော်လက်ကင်ဘွားလေးကိုထုတ်ပေးလိုက်ပြီးဟိုကနေကလည်းဒီကောင်ငါမော်မတုံးခင်ငါပကောင်ကိုခဲနဲ့ပြစ်လိုက်တာပဲဒါကြောင့်မတည်သွားတာလို့တွေးလိုက်ပြီးမစိုးပါဘူးသခင်ပေါ်တိတက်တဲ့ရောစရာအကောင်လေးပဲဆိုပြီးရေဇာကိုပြောလိုက်တဲ့အတွက် match ကမြေကြီးကိုနင်းချလိုက်ကကြောက်စားနဲ့ကန်လိုက်ပေမဲ့လည်းငနေကဖမ်းလိုက်ပြီးရှာနေရလိုက်ကတေးချင်းနေပြီလားလို့မင်းလိုက်တဲ့အတွက်မမရေဇာကိုစေခန်းပို့ရအောင်မလို့လမ်းမလာပိတ်နေစမုံတုံးပြစ်မယ်ဆိုပြီး match ကပြောလိုက်တဲ့အတွက်ငနေလည်းကောင်းပြီလေမင်းအတွက်မိနစ်30ချိန်ရမယ်ဆိုပြီးပြောလိုက်ကရှယ်ပြင်းပေးလိုက်ပါတော့တယ်အဘယ်ကတော့မင်းနိုင်မှာမဟုတ်ဘူးလို့ match ကိုပြောလိုက်ပြီးသူ့အမေပြောခဲ့တဲ့အရေးချင်းတဲ့ပါရမီပါတဲ့သူတွေကကံကောင်းတဲ့သူတွေပဲဆိုတဲ့စကားကိုပြန်တွေးနေတော့ဟိုငနေကမင်းနဲ့မဆိုင်သလိုမနေနဲ့ဆိုပြီးအဘယ်ကိုတိုက်ခတ်လိုက်တဲ့အတွက် match ကဝင်ကပေးလိုက်ပါတော့တယ်ငါတို့ကအဆင့်ချင်းရမ်းกว่าတယ်နိုင်မှာမဟုတ်ဘူးမင်းကအယူပဲရိစားငါအတွက်အဲ့လောက်လုပ်ပေးရှာမလို့ပါဘူးလို့အဘယ်ကပြောလိုက်တော့သူချိန်နဲ့နေမှာပါသူ့ဘဝကိုအတိတ်ပဲမရှိဘူးလို့တတ်မှတ်ထားပြီးမြဲမင်းကလိုအပ်တယ်လို့ပြောလိုက်တဲ့အတွက်အခုလို့ရပေါ်သူချိန်နဲ့နေမှာပါဒါကြောင့်ငါကလည်းသူ့ကိုရအောင်ကင်ပါလို့ match ကပြောလိုက်တော့အဘယ်လဲသူ့အမေပြောခဲ့တဲ့တခြားသူရဲ့နေရာကဝင်ပြီးခံစားပေးရမယ်ဒါဆိုတားလဲကျင်တာတတ်တဲ့သူဖြစ်လာလိမ့်မယ်ဆိုတဲ့စကားကိုကြံမြင်အောင်သွားပါတော့တယ်ဟိုငနေကတော့ match ကို share plan နဲ့ကျုံးနေပြီးဝေစာကလည်းအရင်ကသူ့ကိုလူတွေဆက်ဆံခဲ့ပုံနဲ့အဘယ်ကမင်းမ evil eye ရှိတယ်မလားမင်းမျက်လုံးကိုငါအတွက်အသုံးပြုပေးပါမင်းကငါလိုအပ်တယ်လို့ပြောခဲ့တဲ့စကားတွေကိုပြန်မြင်အောင်တွေကကျေးဇူးပြုပြီးပြေးပါတော့လို့ပြောလိုက်တဲ့အတွက်အဘယ်လဲဝေစာကအမေလိုပဲဆိုပြီးတွေးမိသွားပါတော့တယ်match ကတော့အသေးအတန်တိုက်ခိုက်လို့နေရပြီးမင်းတို့အချိန်မလောက်တော့ဘူးနော်လို့ဟိုငနေကပြောလိုက်တော့လေအချိန်နေမဟန်ဘူးငါသွားကူလိုက်ရင်လေလေမွန်နဲ့ဖင်ကဒုက္ခရောက်သွားနိုင်တယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတွေးနေတော့ဟိုငနေကနောက်ထပ်ပူချမ်းတဲ့မော်နဲ့တိုက်ခိုက်လိုက်လို့ match တယောက်အသေးအတန်ခုခံနေရတဲ့အချိန်မှာပဲရုပ်တရုပ်ကြီးကဝန်ခံလိုက်ကတန်မာတဲ့သူကအားနေတဲ့သူကိုဖိနှိပ်နိုင်တယ်ဆိုပေမဲ့အားနေတဲ့သူကလည်းပြန်ပြီးခုခံလို့ရတယ်ဘယ်ဟာကပုံမှန်လဲငါသိအောင်လုပ်မယ်ဆိုပြီးအာဘယ်ကရုပ်သေးရုပ်နဲ့တိုက်ခိုက်လိုက်တယ်ဆိုပေမဲ့လည်းဟိုငနေကဖျက်ဆီးပစ်လိုက်ပြီးမင်းငါ့ကိုမနိုင်ဘူးလို့ပြောနေတော့မှပဲ match ကထွက်လာပြီးတော့စောက်ခွက်ကိုတစ်ချက်ပြင်ပေးလိုက်ပါတော့တယ်ဒါပေမဲ့ငနေကကာလိုက်ပြီးမင်းကငါ့ကိုပထမအဦးဆုံးထိအောင်ထိုးနိုင်တဲ့သူပဲမင်းဘာမော်တုံးတာလဲလို့မေးလိုက်တော့ match လဲအနေငယ်စဉ်းစားလိုက်ပြီးပါဝါမော်လို့ပြန်ဖြေလိုက်တဲ့အတွက်အားလုံးလဲကြောင်သွားပြီးငနေကမှန်တစ်ချက်ကိုထုတ်လိုက်တဲ့အခါအဲ့ဒါကမော်ဆွမ်းအတုံးပြန်နေမှန်အဲ့မှန်ကသူ့ဘော်ကြားရောက်လာတဲ့မော်တွေကိုပြန်တုံးပြန်ပြစ်တဲ့မှန်ပဲဒါကိုမော်ဌာနမှာပဲရှိမှထင်ထားတာရလိုက်တော့ match အဲ့မှန်ကမင်းတုံးလိုက်တဲ့မော်တိုင်းမင်းကိုပြန်ထိစေရလိမ့်မယ်လို့ဒေါကပြောလိုက်တဲ့အခါဟိုငနေကလည်းငါလမ်းမှာလာရှုပ်နေတဲ့ကောင်မင်းရဲ့မော်လေးတုံးပြပါအောင်ဆိုပြီးစကားတော့မဆုံးလိုက်ခင်ပါပဲ match ကကန်ပေးလိုက်တဲ့အတွက်မှန်လဲကွဲသွားပြီးအားလုံးလဲသူ့မော်မတုံးနိုင်ဘူးဟာဝင်ခွင့်စာမေးပွဲမှာကောတပြက်စီပြိုင်ပွဲမှာကောစေးဖားနဲ့တုံးကကောအခုတခြားလုံးဖြစ်ခဲ့တဲ့ဟာတွေကောဒီဟာတွေအားလုံးမှာမော်မဟုတ်ဘဲနဲ့သူ့ရဲ့အားတွေနဲ့ပဲလုပ်နေတာလားလုံးဝမဖြစ်နိုင်ဘူးဆိုပြီးအားလုံးလဲပြောကြပါတော့တယ်ဟိုငနေလေလမ်းမှာအမတ်တစ်ခုပေါ်လာတဲ့အတွက်တေချာပြီးဆိုပြီးပေါ်တယ်တစ်ခုကိုဖွင့်လိုက်ကငါနာမည်ကဆေဝါပဲကိစ္စလေးတစ်ခုပေါ်လာလို့ပြန်တော့မယ်နော်နောက်မှတွေ့မယ်လို့ပြောလိုက်ပြီးထွက်သွားလိုက်တဲ့အခါ match ကကျေးဇူးတွေတင်နေပြီးမမရေဇာကိုစေခန်းပို့ရအောင်မယ်လို့ပြောလိုက်ပြီးမြဲရတယ်မင်းပေးတဲ့လက်ကင်ဝါကြောင့်သူတက်တာနေပြီငါပဲစေခန်းပို့လိုက်မယ်လို့အာဘေကပြောလိုက်ပြီးရေဇာကလည်းနောက်ကျမှမုံတူတူစားမယ်လို့ match ကိုပြောလိုက်ကထွက်သွားကြပြီးမင်းကိုကျေးဇူးတင်ပါတယ်အဲ့ဒီကျေးဇူးကိုတေချာပြန်ဆက်မယ်ဆိုပြီးအာဘေကထပ်ပြောလိုက်ပါတော့တယ်match ကလည်းအခုတော့ AC ဖြစ်ပြီလို့ပြောလိုက်ပေမဲ့အဖြစ်ဘူးကမင်းမော်မတုံးနိုင်တာကိုတခြားသူတွေတိသွားရင်မင်းတော့ကြောင်းထုတ်ခံရတော့မှာပဲဆိုပြီးအားလုံးကပြောလိုက်တဲ့အခါ match တယောက်ကြောက်တူးတွေတုံနေလို့တော့ကဒါကိုလိုအပ်ချက်အနေနဲ့ပဲထားကြရအောင်လို့ပြောလိုက်တဲ့အတွက် Finn နဲ့ Lemon လည်းလက်ခံလိုက်ပြီး match ကလည်းကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပေမဲ့သတိပြန်ဝင်လာတဲ့ကြောင်းသားက
ဒီမှာမော်မတုံးတက်တဲ့ကြောင်သားရှိနေတယ်ဆိုပြီးငါအားလုံးကိုပြောပြမယ်မော်အကြောင်းလာပြီးမော်မတုံးတက်ဘူးတယ်လားမင်းကြောင်းထုတ်ခံရလိုက်မယ်လို့ပြောလိုက်တဲ့အတွက် match လဲနောက်ဆုံးတော့ဒီလိုနေ့မျိုးတော့ရောက်လာခဲ့ပြီပေါ့လို့ပြောလိုက်ပြီးစီစဉ်ဝမ်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားခဲ့ပါတယ်